ကျွန်တော်နဲ့ဦးလေးကြီးတို့အတူတူလုပ်တဲ့စိုက်ပျိုးရေးခြံမှာတစ်နှစ်အတွင်းအသားတင်အမျက်ငွေကျပ်သိန်း310သိန်းရခဲ့ပါတယ်ဒါပေမဲ့အမျက်ခွဲတဲ့နေ့မှာတော့ဦးလေးကကျွန်တော်ကိုငွေသိန်း30ပဲပေးပါတယ်ဒီနှစ်မှာစိုက်ပျိုးရေးခြံကအမျက်သိန်း310သိန်းရထားတာမို့အဲ့ဒီငွေသိန်း30ကမင်းအတွက်ပဲလို့သူကပြောတယ်ကျွန်တော်ကဦးလေးကိုတေချာလားလို့မေးလိုက်မိတယ်သူကမကျေနပ်ဘူးလားလို့ပြန်မေးတော့ကျွန်တော်ဘာမှပြန်မပြောခဲ့ပါဘူးကျွန်တော်ကသူ့နောက်ကျောဘက်ကစရင်စာအုပ်ကိုပဲငေးကြည့်နေမိတယ်ဒီနှစ်မှာစိုက်ပျိုးရေးခြံကနေထွက်ကုန်စုစုပေါင်းကျပ်သိန်း920ဖိုးလောက်ထွက်ပြီးအသားတင်အမျက်ကသိန်း310သိန်းရခဲ့တာပါဒါကခံမှန်းကြည့်မဟုတ်ပဲကျွန်တော်နေ့စဉ်မှတ်တမ်းတင်ထားတဲ့စရင်တွေဆုံးရှုံးမှုတွေနဲ့ကုန်ကျစရိတ်တွေကိုတစ်ခုချင်းစီအသေးစိတ်တွက်ချက်ထားတာပါပြီးခဲ့တဲ့နှစ်တုန်းကတော့ဒီခြံကြီးကပျက်စီးလို့နှီးပါဖြစ်ခဲ့ပူပါတယ်ပလတ်စတစ်တဲကလေယိုစိတ်ပြီးမြေကြီးထဲမှာလည်းစားတတ်တွေများလုံးလို့ခရမ်းကျင်သီးတွေကအကွဲကုန်တယ်တခွားသီးတွေမှာလည်းမှုဆွဲပြီးမြုပ်သီးတွေကလည်းအသီးမသီးပါဘူးထောက်တယ်တွေကကုန်ပစ္စည်းတွေကိုပြန်အန်းတဲ့အထိဖြစ်လာတော့ဦးလေးကဖုံးတော်မကန်ရတော့ဘူးအဲ့ဒီအချိန်မှာကျွန်တော်ကမြေစီလွှာတွေကိုနမူနာယူပြီးစစ်ဆေးခဲ့တယ်ရင်းနဲ့မြေဩဇာအချိုးအစားတွေကိုပြန်ပြင်ပြီးစက်ရည်တွင်းစနစ်ကိုလည်းအသစ်ပြန်လုပ်ခဲ့တယ်ညနေတစ်ခေါက်မှာတဲအပူချိန်ကိုထိန်းညှိပေးရတယ်လို့နေခင်းဘက်မှာလည်းအပူချိန်40ဒီဂရီကျော်အောက်မှာအရွက်တွေနောက်ဘက်ကိုစစ်ဆေးရတာတွေလုပ်ခဲ့ရတယ်ကျွန်တော်ကထွက်ကုန်ပမာဏကိုနှစ်ဆတိုးလိုက်နိုင်ပြီးပျက်စီးတဲ့အသီးတွေကိုလည်း3ပုံ1ပုံထိလျှော့ချနိုင်ခဲ့တယ်ဒါပေမဲ့ငွေခွဲတဲ့အချိန်ကျတော့သူကကျွန်တော်ကိုမကျေနပ်ဘူးလို့ပြောနေပြန်တယ်ဟန်ရဲ့မင်းတခုနားလည်ထားရမယ်ညီကငါ့ညီတဲကငါဆောက်ထားတာထောက်တယ်တွေကလည်းငါရှာထားတာမင်းကဟင်းသီးဟင်းရွက်စိုက်ရုံတက်ပဲလေကြီးလက်မှာဟင်းသီးဟင်းရွက်မစိုက်တတ်တဲ့သူဘယ်သူရှိလို့လဲလို့ဦးလေးကပြောတယ်သူ့ဘေးနာကတူတော်မောင်ဟန်လီကကျွန်တော်ရေးထားတဲ့ရေမြေဩဇာစရင်ကိုကင်ထားပြီးကျေနပ်နေတဲ့ပုံစံနဲ့ပြုံးနေတယ်ကျွန်တော်သူ့ကိုတစ်ချက်ကြည့်လိုက်တော့သူကချက်ချင်းပဲအကြည့်လွဲသွားတယ်ဒီတစ်နှစ်လုံးဦးလေးကဟန်လီကိုကျွန်တော်နောက်လိုက်ခိုင်းခဲ့တယ်အစတုန်းကတော့မင်းကအရွယ်ငယ်သေးတော့သူငယ်နဲ့အလုပ်တင်ပြီးအတွေ့အကြုံယူပါနောက်ပိုင်းကျရင်မင်းကိုကူညီပေးလိမ့်မယ်လို့ဦးလေးကပြောခဲ့တာနောက်ပိုင်းကျတော့ဟန်ရဲ့မင်းမြေဩဇာထည့်တဲ့အခါဖြည်းဖြည်းလုပ်ပါဟန်လီကိုတေချာမှတ်ခိုင်းပါဦးလို့ပြောလာတယ်နောက်ပိုင်းဆိုရင်ကျွန်တော်ညဘက်မှာတဲအပူချိန်သွားကြည့်တိုင်းဟန်လီကဖုန်းနဲ့ကျွန်တော်လောက်တာတွေကိုအမြဲရိုက်နေတတ်တယ်ကျွန်တော်ဦးလေးကိုသတိပေးခဲ့ပူပါတယ်ဟင်းသီးဟင်းရွက်စိုက်တာကစရင်စရာတွေမှတ်နေုံနဲ့မရဘူးအပူချိန်စိုးထိုင်းစမြေစီလွှာပိုးမွားရာသီဥတုကနေ့စဉ်ပြောင်းလဲနေတာစရင်စရာတွေကတည်နေတဲ့အရာတွေမြေကြီးကအသက်ရှိတဲ့အရာလို့ပြောခဲ့တယ်ဦးလေးကတော့ရေမောရင်းနဲ့ပဲမင်းလဲမဝတ်ထားပါနဲ့ငါတို့ကမိသားစုတွေပဲမဟုတ်လားလို့ပြောတယ်အခုတော့ကျွန်တော်နားလည်သွားပြီသူကဟန်လီကိုကျွန်တော်ကိုကူညီဖို့ခိုင်းတာမဟုတ်ပဲကျွန်တော်နေရာကိုအစားထိုးဖို့ပြင်ဆင်နေတာပါမင်းကလည်းငါမရှိရင်ဒီခြံကမရဘူးလို့မထင်ပါနဲ့ဟန်လီကမင်းစီကတစ်နှစ်လောက်တင်ယူပြီးသွားပြီးရေမြေဩဇာထက်တတ်တယ်အပူချိန်ထိမ့်တတ်တယ်ပိုးမွားတွေကိုလည်းသိတယ်လာမယ့်နှစ်မှာငါသူ့ကိုတဲတွေကိုတာဝန်ပေးတော့မယ်မင်းဆက်နေကြရင်တော့လစာယူပြီးဆက်လုပ်လို့ရတယ်လို့ဦးလေးကပြောတယ်လစာဘယ်လောက်လဲလို့ကျွန်တော်မေးတော့တစ်လကို8000ပေးမယ်လို့ပြောတယ်ကျွန်တော်တစ်လကိုသူရတဲ့အမျက်ငွေထက်ပိုတောင်ရှာပေးနိုင်နေတာကို8000နဲ့ပေးဖို့လုပ်နေတယ်ဟန်ရဲ့မင်းကြီးကဲတွေကိုဘလို့စကားပြောလိုက်တာလဲမင်းအဖေလဲလုပ်ပြီးအရှုံးပေါ်တော့ကဘသူကငွေချီးပြီးကူညီခဲ့တာလဲဆိုတာမိမသွားနဲ့အောင်လို့ပြောလိုက်တော့ကျွန်တော်အဖေကတဲအပေါက်ဝါမှာရရင်မျက်နှာတွေညီရဲလာတယ်အဲ့ဒီနှစ်တုန်းကငါတို့မိသားစုတကယ်ကိုအခက်ခဲဖြစ်ခဲ့ရတာအဖေငါးကန်လို့ရင်အရှုံးပေါ်တော့ဦးလေးကငွေ2000ချီးပေးခဲ့တယ်နောက်တော့အဖေကငွေ3000ပြန်ဆက်ပြီးအရက်ဖူးတွေနဲ့ပါသွားကျေးဇူးတင်ခဲ့ရတယ်ဒီအကြောင်းကိုဦးလေးက10နှစ်လောက်တိုင်အောင်ပြောနေတာအခုလဲဒါကိုပဲအကြောင်းပြပြီးကျွန်တော်ကိုဖိအားပေးနေပြန်တယ်အကိုကြီးဟန်ရဲ့ဒီတစ်နှစ်လုံးဘလို့ပင်ပန်းခဲ့လဲဆိုတာအကိုလည်းမြင်တဲ့အတိုင်းပဲလေသူကဝေးလူနေတာမဟုတ်ပဲတရားမျှတတာကိုလိုချင်နေတာပါတရားမျှတတာလားငါသူ့ကိုအလုပ်ပေးထားတာကတရားမျှတတာပဲသူကအထက်တန်းကျောင်းတော်မပြီးတဲ့ကလေးငါသားအခွင့်အရေးမပေးရင်ဒီလောက်ကြီးတဲ့ခြံနဲ့သူဘလို့မှမထိတွေ့နိုင်ဘူးလူဆိုတာကျေးဇူးတိတက်ရမယ်လို့ဦးလေးကပြောတယ်ကျေးဇူးတိတက်ရမယ်ဆိုတဲ့စကားကကျွန်တော်ရင်ထဲကိုဓာတ်နဲ့ထိုးတယ်လို့ခံစားရတယ်ကျွန်တော်လက်အိတ်ကိုချုပ်ပြီးပလတ်စတစ်တဲဘေးမှာချလိုက်တယ်ဦးလေးရေငွေကိုကျွန်တော်ယူလိုက်မယ်လို့ပြောလိုက်တော့ဒါမှငါတူပေါ့မိသားစုချင်းမကောင်းတဲ့ပုံစံမဖြစ်ရအောင်လို့သူကပြောတယ်ကျွန်တော်ငွေသိန်း30ကိုအိတ်ထဲထည့်ပြီးတဲမှာချိတ်ထားတဲ့အလုပ်ဝတ်စုံကိုချွတ်လိုက်တယ်ဦးလေးရေဒီနေ့ကစပြီးဒီတဲကိုကျွန်တော်တာဝန်မယူတော့ဘူးလို့ပြောလိုက်တဲ့အခါတဲထဲမှာချက်ချင်းတိတ်ဆိတ်သွားတယ်ဟန်လီကပြုံးနေရကနေရက်သွားပြီးဦးလေးကလည်းထိုင်နေရကနေထားရက်ပြီးမင်းမပြောလိုက်တယ်ဆိုတာပြန်ပြောစမ်းလို့အော်ဟစ်လိုက်တယ်လာမယ့်နှစ်ကစပြီးတဲကိုဟန်လီတာဝန်ယူပါလိမ့်မယ်ကျွန်တော်ကိုယ်တိုင်ပဲစိုက်ပြိုးတော့မယ်လို့ပြန်ပြောလိုက်တယ်မင်းမမြေရှိလို့လားတဲရှိလို့လားထောက်တီရှိလို့လားပတ်စံရှိလို့လားဟန်ရဲ့မင်းရွက်လေးနည်းနည်းမြင်ုံနဲ့တထေးလုံးလို့မရဘူးငါသားမရှိရင်မင်းပါမမဟုတ်ဘူးလို့ဦးလေးကဆက်អော်တယ်ကျွန်တော်အိတ်ကိုလွယ်ပြီးတဲအပေါက်ဝကိုထွက်လာခဲ့တယ်အပြင်မှာစောင်းလေတွေကအေးဆက်ပြီးအယူထီအောင်စိတ်နေတယ်ကျွန်တော်တစ်နှစ်လုံးအပင်ပန်းခံစိုက်ပျိုးခဲ့တဲ့ဒီတဲကြီးကိုပြန်ကြည့်လိုက်ပြီးဘသူကဘသူကိုမရှိမဖြစ်လို့အပ်လဲဆိုတာစောင့်ကြည့်ရသေးတာပေါ့လို့တွေးမိတယ်ဟန်ရဲ့မင်းထွက်သွားရင်နောက်ဘက်ကနေဒူးထောက်ပြီးပြန်လာတောင်းပန်ရမယ်လို့ဦးလေးကအော်နေပေမဲ့ကျွန်တော်နောက်ကိုလှည့်မကြည့်ခဲ့ဘူးကျွန်တော်ဒီငွေတွေကိုကင်လိုက်တဲ့အချိန်ကစပြီးထွက်သွားတာမဟုတ်ပဲတခြားသူတယောက်ရဲ့တဲကနေကိုပြန်ယုံထွက်လိုက်တာပါကျွန်တော်ကိုမြည်ကိုတဲနဲ့ကိုပြန်စိုက်ပျိုးဖို့ကြိုးစားတော့မယ်အိမ်ပြန်ရောက်တော့မိုးချုပ်နေပြီအဖေကအိမ်ဝင်းထဲမှာထိုင်ပြီးစစ်လိတ်တောက်နေတယ်စစ်လိတ်မီးကတတောက်တောက်နဲ့သူမျက်နှာကိုဝါမြူထားတယ်အမေကလည်းမီးဖို့ကြောင့်မှထမင်းဟင်းပြင်ဆင်နေတယ်
ကျွန်တော်ရေးစာလင်ဝန်ကအိမ်တကားဝမှာစောင့်နေတယ်သူကဒီရွာကမူလာတန်းကျောင်းဆရာမှာပါကျွန်တော်အိမ်ထဲဝင်သွားတော့လင်ဝန်ကမတ်တက်ထားရက်လိုက်တယ်ဘလို့လဲဆိုပြီးသူကမေးလိုက်တော့ငွေ30ပဲရခဲ့တယ်လို့ကျွန်တော်ဖြေလိုက်တယ်30လားမိနစ်နဲ့300ကျော်ရခဲ့တာမဟုတ်ဘူးလားလို့သူကအံ့ဩတကြီးမေးတယ်အဖေကစစ်လိတ်ကိုတစ်ချက်ပြင်းပြင်းဖွာလိုက်ပြီးဘာမှပြန်မပြောဘူးလင်ဝန်ကကျွန်တော်ကိုကြည့်ပြီးမင်းဦးလေးကအဲ့ဒီငွေကြီးကိစ္စကိုပဲအကြောင်းပြပြီးဖိအားပေးပြန်ပြီးပေါ်တော်လို့မေးတယ်ကျွန်တော်ခေါင်းငိမ့်ပြလိုက်တယ်အမေကလည်းမိဖို့ကြောင့်တဲ့ကနေပြန်လှည့်လာပြီးမျက်ရည်တွေတုပ်လိုက်တယ်ဒါမျိုးကိုဘယ်လိုမျိုးမိသားစုလို့ခေါ်ရမလဲမင်းဒီတစ်နှစ်လုံးမုံမလင်းခင်ကလေးကတဲတဲရောက်နေတာနှင်းကြတဲ့ညကဖျားနေတာတောင်တဲကိုသွားပြီးစောင်းတွေသွားချုံပေးရတာအခုတော့30ပဲပေးလိုက်တယ်ပေါ့လို့အမေပြီးပြောတယ်ကျွန်တော်ထမင်းစပွဲမှာထိုင်ပြီးထမင်းတစုံစားလိုက်တယ်ထမင်းကပူနွေးပေမဲ့လေချောင်းထဲမှာတဆူဆူဖြစ်နေတယ်အဖေကနောက်ဆုံးမှစကားဆပြောလာတယ်မလုံနဲ့တော့တားရည်လို့ပြောတယ်အဖေရေ10နှစ်လောက်ကဦးလေးကိုအကျွေးတင်ခဲ့တဲ့အကြောင်းကအခုထိတိုင်အောင်ပြောနေတာအဲ့ဒီအကျွေးတွေကိုအခုထိဆက်လို့မကုန်သေးဘူးလားသူကအဲ့ဒီအကြောင်းကိုပဲအမျက်ဖိအားပေးနေရင်ဒီလိုမျိုးဆွေမျိုးမတော်တာပိုကောင်းပါတယ်လို့ကျွန်တော်ပြောလိုက်တယ်ကျွန်တော်စကားကြောင့်အဖေအနေငယ်စိတ်သက်သာရတော့ပုံရတယ်လင်ဝန်ကဘန်ကက်တစ်ခုကိုကျွန်တော်ရှိကိုတုံးပေးလိုက်တယ်ဒီထဲမှာ6သိန်းရှိတယ်ဒါကကျမရဲ့လစာစုထားတဲ့ငွေတွေပါအိမ်ပြန်ပြင်ဖို့စုထားတာပါဒါပေမဲ့မင်းကိုယ်တိုင်စိုက်ချင်တယ်ဆိုရင်ကျမထောက်ပံ့ပေးမယ်လို့ပြောတယ်မဖြစ်ဘူးဒါကမင်းပတ်စံပဲလို့ကျွန်တော်ပြောလိုက်တယ်မင်းကစာချုပ်နဲ့စိုက်ပျိုးရေးလုပ်ငန်းလုပ်မှာမဟုတ်လားဒါဆိုရင်ကျမကပထမဆုံးရင်းနှီးမြှုပ်နှံသူဖြစ်ပါစေလို့လင်ဝန်ကပြောတယ်ကျွန်တော်သူ့ကိုငေးကြည့်နေမိရဲ့သူ့မျက်လုံးတွေကတောက်ပနေတယ်ဒါကကန်းကန်းတက်ယုံကြည်တာမဟုတ်ပဲကျွန်တော်ဘလောက်ပင်ပန်းခဲ့လဲကျွန်တော်တကယ်လုံနိုင်စွမ်းရှိတယ်ဆိုတာသူသိနေလို့ပါဒီမိတဲ့ထဲမှာခံခဲ့ရတဲ့အမျက်တော်သားတွေကသူ့ကြောင့်ဘာမှမဟုတ်တော့တယ်လို့ခံစားလိုက်ရတယ်ကျွန်တော်ဘန်ကက်ကိုပြန်တုံးပေးလိုက်တယ်ငွေကိုကျွန်တော်အခုမတုံးသေးဘူးဒီ30နဲ့ပဲစတင်လိုက်မယ်ကျွန်တော်ရွာရဲ့အနောက်ဘက်ကလွတ်နေတဲ့မြေတွေကိုအငှားယူပြီးစိုက်ပျိုးတော့မယ်လို့ပြောလိုက်တယ်အမေကအံ့ဩပြီးအဲ့ဒီမြေတွေကစားတက်တွေများလုံးလို့ပြောတယ်ဟုတ်ပါတယ်အဲ့ဒီနေရာတွေကစားတက်တွေများလုံးပေမဲ့ကျွန်တော်အမြင့်တွေကတော့ဒီမြေကြီးထဲမှာနက်နက်ရှိုင်းရှိုင်းကိုစိုက်ဝင်သွားခဲ့ပြီရွာရဲ့အနောက်ဘက်မှာဧရိယာ26ဧကလောက်ရှိတဲ့မြေရိုင်းတွေရှိပါတယ်လွန်ခဲ့တဲ့နှစ်ငယ်တုန်းကတော့ဒီနေရာကိုလာစိုက်တဲ့သူတွေရှိခဲ့ပေမဲ့ရေမလားလမ်းမကောင်းတဲ့အတွက်3နှစ်အတွင်းမှာပဲလုတ်ကင်သူ4ဦးအထိပြောင်းလဲခဲ့ပြီးနောက်ဆုံးမှာတော့အရှုံးပေါ်ကထွက်ပြေးကြရပါတယ်အခုတော့ဒီမြေကြီးမှာတောရိုက်မြက်တွေပဲဖုံးလွှမ်းနေပြီးရွာသားတွေကလည်းဒီမြေကဘသူလာစိုက်ကမကောင်းဘူးလို့ပြောကြတယ်အဖေကမျက်မှောင်ကျုပ်ပြီးဒီမြေကစိုက်ပျိုးဖို့မကောင်းဘူးလို့ပြောတော့ကျွန်တော်ကဒါကြောင့်ပဲအနာခကတက်တာပေါ့လို့ပြန်ပြောလိုက်တယ်တခြားကောင်းတဲ့မြေတွေကလည်းကျွန်တော်လက်ထဲရောက်လာမှာမဟုတ်တယ်လို့ကျွန်တော်မှလည်းသူများနဲ့ပြိုင်ဖို့ပတ်စံမရှိတော့သူများတွေမကြည့်တဲ့ဒီမြေကိုပဲရွေးလိုက်တာပါလင်ဝန်ကဒါကိုတကယ်လုံနိုင်မှာလားလို့မေးတော့ကျွန်တော်ကရဲရဲဝံ့ဝံ့ပဲလုံနိုင်တယ်လို့ဖြေလိုက်တယ်ဒီမြေကြီးကမစိုက်ပျိုးနိုင်တာမဟုတ်ဘူးဘသူမှစိတ်ဝင်စားပြင်ဆင်မနေချင်တာပါမြေစီလွာကစားတတ်များရင်မြေစီမြေဩဇာနဲ့ပြန်ပြင်မယ်ရေဝေးရင်ရေပိုက်လိုင်းတွေတွေ့မယ်လမ်းမကောင်းရင်ကားလေးနဲ့အရင်တည်ယူမယ်ပထမဦးဆုံးအချိန်မှာခရမ်းကျင်တီတို့တခွားတီတို့မစိုက်သေးပဲစိုက်ပျိုးချိန်တို့ပြီးအနေရကင်းတဲ့ဟင်းဒီဟင်းရွက်တွေနဲ့တစ်တီးပူးလေးတွေကိုအရင်စမ်းစိုက်ကြည့်မယ်ပထမဦးဆုံးအသီးနှံတွေကိုရောင်းထွက်အောင်လုပ်နိုင်ရင်ပဲကျွန်တော်ဒီလုပ်ငန်းကိုလက်ပတ်နိုင်သွားမှာပါအဖေကအချိန်တော်ကြာငြိမ်သက်နေပြီးမှအိမ်ထဲဝင်သွားကတန်တစ်တာတစ်လုံးကိုယူလာခဲ့တယ်အဲ့ဒီတစ်တာထဲမှာသူတို့နှစ်ယောက်ရဲ့အသက်အရွယ်ကြီးလာရင်သုံးဖို့စုထားတဲ့ပတ်စံတွေနဲ့ဗန်စာအုပ်တွေပါပါတယ်ဒါကိုကျွန်တော်ကိုပေးပြီးမင်းသုံးဖို့မဟုတ်ဘူးမင်းရဲ့ရဲရင်မှုကိုပေးလိုက်တာလို့ပြောတယ်လူဆိုတာအလုပ်လုပ်တဲ့အခါကို့မှာအရင်ကြီးမရှိရင်စိတ်ထဲမှာလက်နေတတ်တယ်မင်းယူထားလိုက်တကယ်ကိုလမ်းမရှိတော့တဲ့အချိန်ကြာမှတုံးတော့လို့သူကဆုံးပါတယ်ကျွန်တော်မှမျက်ရည်တွေဝဲလာပေမဲ့ပတ်စံတွေကိုမယူခဲ့ပါဘူးဒါပေမဲ့အဖေစကားကိုတော့မှတ်ထားလိုက်တယ်အဲ့ဒီညကကျွန်တော်အိမ်ဝင်းထဲမှာထိုင်ပြီးရွာရဲ့အနောက်ဘက်ကိုမေးကြည့်နေမိတယ်အေးဆက်တဲ့လေတွေတိုက်နေပြီးမျက်ပင်တွေလှုပ်ခါနေပေမဲ့လူတွေကမြေရိုင်းလိုမြင်တဲ့နေရာမှာကျွန်တော်ကတော့အခွင့်အရေးတစ်ခုကိုမြင်လိုက်ရပါတယ်နောက်တစ်ရက်မနက်စောစောမှာပဲကျွန်တော်ရွာကော်မတီရုံးကိုသွားခဲ့တယ်ရုံးခန်းထဲမှာရှိတဲ့ရွာလူကြီးစောက်ချန်ဟိုင်ကလက်ဖက်ရည်တောက်နေတယ်ကျွန်တော်ရောက်လာတာကိုမြင်တော့သူလန့်သွားပြီးမင်းဦးလေးစီမှာအလုပ်လုပ်နေတာမဟုတ်ဘူးလားလို့မေးတယ်ကျွန်တော်အလုပ်ကနေထွက်လိုက်ပြီးအကိုနဲ့စကားများပြီးခွဲထွက်လိုက်တာလို့ဖြေလိုက်တယ်ပြီးတော့ရွာရဲ့အနောက်ဘက်ကမြေ26ဧကကိုငားချင်တယ်လို့ပြောလိုက်တော့သူကအံ့ဩသွားတယ်မင်းတေချာစဉ်းစားပြီးပြီလားအဲ့ဒီမြေကမလွယ်ဘူးနော်လို့တတိပေးတယ်ကျွန်တော်ကတနစ်စာအငှားခကိုချက်ချင်းပဲပေးလိုက်တယ်မင်းတကယ်ပဲအကြီးကျယ်လုပ်တော့မလို့လားလို့မေးတော့ဒါကကစားတာမဟုတ်ပဲအစကနေပြန်စမှာပါလို့ပြောခဲ့တယ်ဒီသတင်းကရွာထဲမှာချက်ချင်းပြန့်သွားတယ်နေ့လယ်ဘက်မှာရေးပိုက်သွားဝဲတော့လမ်းမေးမှာရှိတဲ့တက်ကြီးရွယ်ဦးတွေကကျွန်တော်ကိုကြည့်ပြီးပြုံးနေကြတယ်အဲ့ဒီမြေကဘယ်သူမှမလုပ်နိုင်တဲ့မြေဆိုတာမင်းသိရတာနဲ့အဘတို့အတွေ့အကြုံရဆိုရင်မင်းရဲ့ပတ်စံတွေအကုန်ကုန်သွားလိမ့်မယ်မင်းဦးလေးရဲ့ခြံကြီးတောင်မင်းမလုပ်တော့ပဲဘာလို့မြေရိုင်းတွေကိုသွားဆိုင်နေရတာလဲလို့မေးကြတယ်ကျွန်တော်ဘာမှပြန်မဖြေခဲ့ပါဘူးအရာရာကိုလုပ်ပြလိုက်မှပဲစကားအများကြီးပြောနေစရာမလိုတော့မှာပါစိုက်ပျိုးရေးပစ္စည်းဆိုင်ကိုရောက်တော့ဆိုင်ရှင်စွန့်ကြည့်ချန်ကမြေဩဇာတွေတဲနေတယ်ကျွန်တော်လာတာကိုမြင်တော့မင်းဦးလေးမပါလာဘူးလားလို့မေးတယ်ကျွန်တော်ကိုယ့်ဘာသာပဲဝယ်မှာပါလို့ပြောလိုက်တယ်ဘာတွေဝယ်မှာလဲလို့မေးတော့ရေသွင်းတဲ့ပိုက်တွေရေပိုက်ဆက်တွေပြိုးပေါင်တွေပိုးမွားကာကွယ်တဲ့ပိုက်ကုံတွေနဲ့တခြားလိုအပ်တဲ့ပစ္စည်းစည်းရင်းကိုပြလိုက်တယ်မင်းတကယ်ကိုတောက်ထဲလှုပ်တော့မလို့လားပစ္စည်းတွေကလည်းအများကြီးစုစုပေါင်း9000လောက်ကုန်မှနော်လို့ပြောတော့
တဝက်လောက်လျှော့ပေးလို့မရဘူးလားလို့မေးလိုက်တယ်။စွန်ကြီးချန်ကမင်းကိုမယုံလို့မဟုတ်ပဲမင်းလုံးမဲ့မြေကအနေအကြီးလုံးလို့ပါတကယ်လို့အောင်မြင်မလာရင်မင်းရဲ့ငွေတွေကရေစုံမျောသွားလိမ့်မယ်လို့ပြောတယ်ကျွန်တော်မှတ်တမ်းစာအုပ်ကိုထုတ်ပြပြီးခဲ့တဲ့နှစ်တုန်းကဦးလေးရဲ့ခြံမှာပျက်စီးတဲ့နှုန်းကို20ရာခိုင်နှုန်းကနေ3ပုံတပုံထိလျှော့ချနိုင်ခဲ့တယ်။မြေဩဇာကုန်ကျစရိတ်ကို18ရာခိုင်နှုန်းလျှော့နိုင်ခဲ့ပြီးထွက်ကုန်ကို46ရာခိုင်နှုန်းအထိတိုးမြင့်နိုင်ခဲ့တယ်လို့ရှင်းပြလိုက်တယ်။ဒါတွေကကံကောင်းလို့မဟုတ်ဘဲဤစနစ်ကြကြစိုက်ပျိုးခဲ့လို့ပါလို့ပြောပြတော့သူတိတ်သွားတယ်။ဒီတစ်ခေါက်တော့စွန်ကြီးချန်ကရှော့ပေးဖို့သဘောတူလိုက်ပြီးနောက်ထပ်ပစ္စည်းအချို့ကိုပါအလကားလက်ဆောင်ပေးလိုက်တယ်။မင်းကိုတနာလို့မဟုတ်ဘဲမင်းရဲ့စူးစမ်းမှုကိုယုံကြည်လို့ပါလို့သူကပြောတယ်။ရွာကိုပြန်တဲ့လမ်းမှာသုံးမိဆိုင်ကယ်ပေါ်မှာပိုက်တွေပစ္စည်းတွေကိုတင်ပြီးမောင်းလာခဲ့တယ်။လေတွေကအေးဆက်နေပေမဲ့ကျွန်တော်စိတ်ထဲမှာတော့မီးတောက်နေတယ်လို့ပါပဲ။မြေကိုရောက်တော့မြက်တွေအရင်ရှင်းလိုက်တယ်။တယောက်စာလောက်မြင်းတဲ့မြက်တွေကိုခုတ်လိုက်တော့လက်တွေမှာလည်းအရေးကြီးမှုတွေပေါက်ကုန်တယ်။မျက်ရှင်းပြီးတော့မြေကိုပြန်ထွန်ရတယ်။မြေကြီးကကြောက်တုံးလိုမှနေပြီးပေါက်တူးတောင်တဝက်ပဲဝင်တယ်။ညမိုးချုပ်တဲ့အထိအလုတ်လုတ်ခဲ့ရပြီးခါးတောင်မဖြောင်းနိုင်တော့ဘူး။လင်ဝင်ကအလုတ်စင်းချိန်မှာထမင်းချိုင်လေးနဲ့ရောက်လာတယ်။ကျွန်တော်မှရှုပ်တွေပေးချမ်းနေတာကိုမြင်တော့သူ့မျက်လုံးထဲမှာမျက်ရည်တွေဝဲလာတယ်။ကျွန်တော်ကိုထမင်းကျွေးပြီးဒီမြေကြီးကိုတကယ်ပဲစိုက်ပျိုးရေးချန်ဖြစ်အောင်လုပ်နိုင်မှာလားလို့မေးတော့တကယ်ဖြစ်အောင်လုပ်မှာပါလို့ဖြေလိုက်တယ်။သူကဟုတ်ပါတယ်လို့ပြန်ပြောပြီးကျွန်တော်ကိုအားပေးတယ်။နောက်ပြီးတော့သူကကျောင်းကစားတောက်ဆိုင်အတွက်တည်ငြိမ်တဲ့ဟင်းသီးဟင်းရွက်အရင်းမြစ်ကိုလိုချင်နေတယ်။ဒါပေမဲ့စစ်ဆေးမှုတွေကတင်းကျပ်ပြီးစံချိန်စံညွှန်းမမီရင်သူကပထမဆုံးအကြိမ်မှတင်ညင်းပင်မှာလို့သတိပေးတယ်။ကျွန်တော်ကအဲ့ဒါကိုအခွင့်အရေးတစ်ခုလိုပဲမြင်ပါတယ်။တတိယမြောက်နေ့မှာတော့မြို့နယ်စိုက်ပျိုးရေးနည်းပညာဌာနကိုတွားခဲ့တယ်။အရာရှိဆောက်ကုန်းကကျွန်တော်ရဲ့အစီအစဉ်ကိုနားထောင်ပြီးမှမျက်မှန်ကိုပြင်လိုက်တယ်။မင်းကအော်ဒါနဲ့စိုက်ပျိုးရေးလုပ်တော့မှဆိုတော့ပထမဆုံးလုပ်ရမှာကစိုက်ပျိုးဖို့မဟုတ်ပဲစံချိန်စံညွှန်းတတ်မှတ်ဖို့ပဲ။မြည်စည်းလွှာစစ်ဆေးတာရေးအရေးတွေးစစ်ဆေးတာမှတ်တမ်းတင်တာပိုးသက်စေးအသုံးပြုမှုမှတ်တမ်းစတာတွေကိုအပြည့်စုံလုပ်ရမယ်။အနာဂတ်မှာစားတောက်ဆိုင်စူပါမားကတ်တွေနဲ့ပူးပေါင်းလုပ်ဆောင်ဖို့အတွက်မင်းရဲ့ပတ်သက်ပြောစကားထက်စစ်ဆေးချက်စာရွက်ကပိုအရေးကြီးတယ်။အခုခေတ်မှာဒီလိုမျိုးတိကျတဲ့စိုက်ပျိုးရေးလုပ်ငန်းလုပ်မဲ့သူနေပါတယ်။မင်းတကယ်လုပ်မယ်ဆိုရင်ငါကအစိမ်းရောင်ကာကွယ်ရေးစံပြချန်အဖြစ်ရှောက်ထားပေးနိုင်တယ်။ဒါပေမဲ့စံချိန်စံညွှန်းမမီရင်တော့ဘာမှပြောစရာမရှိဘူးလို့သူကပြောတယ်။ကျွန်တော်ကစံချိန်စံညွှန်းအတိုင်းလုပ်သွားမှာပါ။စိုက်ပျိုးရေးဆိုတာလဲစီကန်းရှိရှိနဲ့လုပ်လို့ရတယ်ဆိုတာကိုတက်တည်ပြခြင်းတယ်လို့ပြောလိုက်တယ်။ဤပညာဌာနကထွက်လာတော့မြေနမူနာတွေကိုစစ်ဆေးဖို့ပေးလိုက်တယ်။ရေတွင်းတူးဖို့နဲ့ပိုက်လိုင်းတွေကိုလူတွေကိုလည်းဆက်သွယ်ထားလိုက်တယ်။ပတ်စံတွေကတပြားပြီးတပြားကုန်သွားတော့ကျွန်တော်မှရှိတဲ့30လောက်ကနေ2000ကျော်လောက်ပဲကျန်တော့တယ်။ညဘက်မှာအမေကကျွန်တော်လက်မှာရှိတဲ့အနာတွေကိုမြင်တော့စိတ်မကောင်းဖြစ်ပြီးဒီလောက်တောင်ပင်ပန်းခံစရာမလိုပါဘူးလို့ပြောတယ်။ကျွန်တော်ကပထမဆုံးအခြေခံအုတ်မြစ်ကိုရှော့လို့မရပါဘူး။ဒီအုတ်မြစ်သာခိုင်မာရင်နောက်ပိုင်းအဆင်ပြေသွားမှာပါလို့ပြောလိုက်တယ်။ပစ္စမမြောက်နေ့မှာတော့ကျွန်တော်မြေကြီးပေါ်မှာရေးပိုက်လိုင်းတွေကိုစတင်တွေ့တန်းနေပါပြီကားကမြေရိုင်းပေးမှာရက်သွားတယ်ဟန်လီကကားရှိကမ်းမှာထိုင်ပြီးလှောင်ပြောင်ခြင်းနဲ့မျက်နှာနဲ့ကြည့်နေတယ်ဦးလေးကကားပေါ်ကဆင်းပြီးရှုပ်မြေကိုတနင်းကလှောင်ရဲတစ်ချက်ရေးလိုက်တယ်ဟန်ရဲ့မင်းတကယ်ပဲအလုရှုပ်ခံနေတာကိုဒီမြေကစားပေါက်တဲ့မြေကွမင်းပါဆိုင်တေးမှာပဲအခုနောက်ဆုံးရင်အချိန်မီသေးတယ်မင်းမသွားပါတယ်လို့ငါ့ကိုဝန်ခံလိုက်ရုံနဲ့လာမယ့်နှစ်မှာမင်းကိုငါချံကိုပြန်လာခွင့်ပြုမယ်လစာက8000ပေးမယ်လို့သူကပြောတယ်ပြီးတော့မင်းကအကောင်းဆိုးနားမလည်ဘူးလားအကိုတဲကအရေးရောင်တောင်မမြင်ရသေးဘူးအော်ဒါနဲ့စိုက်ပျိုးရေးလုပ်ချင်နေပြီကျောင်းစားတောက်ဆိုင်နဲ့စူပါမားကတ်တွေကအကိုကိုဘာလို့အတိမတ်ပြုရမှာလဲလို့ဟန်လီကဝင်ပြောတယ်ကောင်းပြီမင်းရဲ့ပထမဆုံးအတုပ်မြေကြီးထဲမှာပုတ်တိုးသွားတာကိုငါစောင့်ကြည့်နေမယ်လို့ဦးလေးကပြောတယ်ပြောပြီးတာနဲ့သူကဟန်လီကိုခေါ်ပြီးပြန်သွားတယ်ကျွန်တော်မြေကြီးထဲမှာရရင်သူတို့ကားထွက်သွားလို့လွတ်စင်လာတဲ့ဖုံမုံတွေကိုငေးကြည့်နေမိတယ်ကျွန်တော်စိတ်ထဲမှာဒေါသထွက်မနေဘူးပိုပြီးခိုင်မာတဲ့ဆုံးဖြတ်ချက်ပဲရှိတော့တယ်သူတို့မယုံကြည်လေကျွန်တော်ကပိုပြီးစိုက်ပြချင်လေပဲပထမဆုံးအတုပ်အတွက်ဟင်းသီးဟင်းရွက်၄မျိုးကိုကျွန်တော်ရွေးချယ်လိုက်တယ်မုံညင်းစိမ်းဆက်လက်ရွက်ဟင်းနုနွယ်နဲ့မုံလာဥတွေပါစိုက်ပျိုးချိန်တိုတယ်ရာသီဥတုတန်ခံနိုင်ရရှိပြီးငွေပေါ်တာမြန်တယ်ဒါပေမဲ့မြေအားလုံးကိုတခါတည်းစိုက်ချလိုက်ဖို့တော့ကျွန်တော်မရဲဘူးရှစ်မူကိုအရင်ဆုံးစမ်းသက်ကွက်အနေနဲ့စိုက်ပြီးကြံတဲ့မြေတွေကိုတော့မြေစည်းလွှာဆက်ပြုတ်ပြင်တဲ့တဘာဝမြေဩဇာတွေထည့်တယ်စားတက်ရော့အောင်စိမ့်စားဥမြေဩဇာတွေစိုက်တယ်ရွာကလူတွေကတော့ကျွန်တော်ကိုအယူလို့ပြောကြတယ်တခြားလူတွေကမြေစိုက်ရင်မြန်ငွေရအောင်တခါတည်းအကုန်စိုက်ပစ်ချင်ကြတာကျွန်တော်ကတော့မြေတဝက်ကိုအလွတ်ထားပြီးမြေစီမွေးနေတယ်လမ်းဖြတ်သွားတဲ့လူတချို့ကခေါင်းခါသွားကြပြီးဟန်ရဲ့ဒီကလေးစာများများတင်မထားရပေမဲ့စိတ်ကူးကတော့ကြီးတာပဲမြေရိုင်းကိုတော့မြေစီမွေးနေသေးတယ်သူ့ကိုယ်သူစိုက်ပျိုးရေးပညာရှင်လို့များထင်နေလားမသိဘူးလို့ပြောတန်ကြရတယ်ကျွန်တော်ကြားပေမဲ့ဘာမှပြန်မပြောပါဘူးမြေအကြောင်းတကယ်သိတဲ့သူတိုင်းသိပါတယ်မြေကြီးကလူတွေရဲ့ဖြည့်ဆည်းမှုကိုအကြာကြီးခံထားရရင်အရင်ဆုံးပြန်လဲပြုစုပြောင်းထောင်ပေးရတယ်ဆိုတာကိုပါ10ရက်မြောက်နေ့မှာတော့ပထမဆုံးအပင်ပေါက်လေးတွေထွက်လာပြီးအမဲရောင်မြေကြီးထဲကနေစိမ့်စိမ့်နုနုလေးတွေတိုးထွက်လာတာပါကျွန်တော်မြေကွက်ဘေးမှာစောင်းကြောင်ထိုင်ပြီးအကြာကြီးကြည့်နေမိတယ်ကိုယ့်ရဲ့အသက်ဝိညာဉ်ကရှုပ်နုတွေထဲကနေရုံထွက်လာတာကိုမြင်လိုက်ရတယ်လို့ပါပဲလင်ဝန်ကဓာတ်ပုံရိုက်ပြီး Facebook မှာတင်လိုက်တယ်စာသားကတော့သူစိုက်ပျိုးနေတာဟင်းသီးဟင်းရွက်တွေကြီးပဲမဟုတ်ဘူးဆိုတဲ့တကြောင်တည်းပါပဲအဲ့ဒီ post ရဲ့အောက်မှာကျောင်းကဆရာမတစ်ယောက်ကဒါနှင်းကောင်လေးရဲ့စိုက်ခင်လားနောက်ဆိုရင်ဟင်းသီးဟင်းရွက်တွေတွင်းပေးလို့ရမလားလို့မှတ်ချက်ပေးထားတယ်လင်ဝန်ကကျွန်တော်ကိုဖုန်းကမ်းပေးတယ်ကျွန်တော်ကြည့်လိုက်တော့ရင်ခုန်တန်းတွေမြန်လာတယ်အခွင့်အရေးရောက်လာပြီလေ
3 ရက်ကြာတော့မြို့နယ်မူလာတန်းကျောင်းရဲ့ထောက်ပံ့ရေးမှုအမလူရောက်လာတယ်သူကမှတ်စုစာအုပ်တအုပ်ကင်ပြီးမြေကွက်ထိပ်မှာရက်ကကျွန်တော်အပင်တွေကိုကြည့်တယ်ဟန်ရဲ့ဆရာမလင်ကပြောတယ်မင်းကျောင်းကိုဟင်းသီးဟင်းရွက်တွေတွင်းကျင်တယ်ဆိုလို့မေးတော့ကျွန်တော်ကတွင်းကျင်ပါတယ်လို့ဖြေလိုက်တယ်ဒါကမြေစီလွာစစ်ဆေးဖို့ရှောက်လွာဒါကရေးအရေးသွေးစစ်ဆေးချက်ဒါကမြေဩဇာအသုံးပြုမှုမှတ်တမ်းပါလောလောဆယ်ပထမအတုပ်ကဈေးကွက်ထဲမရောက်သေးပါဘူးမပို့ခင်မှာပိုးသက်စေးအကျွင်းကြံရှိမရှိစစ်ဆေးမှုတွေကိုလည်းလုပ်သွားပါမယ်လို့ကျွန်တော်ရှင်းပြလိုက်တယ်မင်းပြင်ဆင်ထားတာတော်တော်ဆုံးတာပဲကလေးတွေစားဖို့ဆိုတော့ဖြစ်ကတဆန်းလုံးလို့မရဘူးလေလို့သူကပြောတယ်ပြောရရင်တော့လွယ်ပါတယ်ဒါပေမဲ့ចောင်းစားတောက်ဆိုင်ဆိုတာတွင်းကျင်တိုင်းတွင်းလို့ရတဲ့နေရာမျိုးမဟုတ်ဘူးပုံမှန်ထောက်ပံ့ပေးနိုင်ရမယ်ဈေးနှုန်းတင့်ရမယ်ပြီးတော့ဘောက်ချတွေအပြည့်စုံရှိရမယ်မင်းကအခုမှစလုပ်တာဆိုတော့အမိလိုက်နိုင်ပါမလားလို့သူကဆက်မေးတယ်ပထမနေ့မှာတော့ပမာဏတိတ်မများသေးဘူးကျောင်းတစ်ခုလုံးစာကိုကျွန်တော်မယူရဲသေးပါဘူးဆရာရီရဲ့စားတောက်ဆိုင်နဲ့စမ်းသက်ဟင်းလျာတချို့အတွက်အရင်ပို့ပေးပါမယ်တကယ်လို့အရေးသွေးတည်ငြိမ်ပြီးဆိုမှဖြည်းဖြည်းချင်းထပ်တိုးပေးပါမယ်လို့ကျွန်တော်ပြောလိုက်တယ်ကောင်းပြီပထမအတုပ်ရပြီဆိုရင်မင်းနမူနာလာပို့ပေးစစ်ဆေးလို့အောင်မြင်ရင်ကျမတို့တစ်ပတ်လောက်စမ်းကြည့်မယ်လို့သူကသဘောတူလိုက်တယ်ညဘက်ရောက်တော့ကျွန်တော်ဒီသတင်းကိုအဖေနဲ့အမေကိုပြောပြလိုက်တယ်အမေကဝမ်းတာအားရနဲ့ဟင်းနှစ်ခွက်တောင်ပို့ချက်ပေးတယ်အဖေကတော့အရက်ခွက်ကိုကင်ပြီးအတော်ကြာတဲ့အထိစကားမပြောဘူးနောက်ဆုံးမှတေချာစိုက်ပါဆိုတဲ့စကားသုံးခုပဲပြောတယ်အဲ့ဒီစကားသုံးခုကတခြားဘလို့အားပေးစကားထက်မဆိုပိုလေးနဲ့ပါတယ်ဒါပေမဲ့ကျွန်တော်ဝမ်းတာနေတာ2ရက်တောင်မပြည့်သေးဘူးရာသီဥတုပြောင်းသွားတယ်မိုးလေဝသသတင်းမှာနောက်3ရက်နေရင်အေးလိုင်းဖြတ်မယ်အနှိမ့်ဆုံးအပူချိန်ကရေခဲမှတ်အောက်10ဒီဂရီအထိကျမယ်လို့ကြေညာတယ်ကျွန်တော်ရဲ့အပင်ပေါက်လေးတွေကအခုမှအသက်ရှူချောင်းကစပဲရှိသေးတာအေးတံမိတာနဲ့ချက်ချင်းတေကုန်မှာကျွန်တော်ချက်ချင်းပဲမြို့ပေါ်ကိုအပူထိန်ပလတ်စတစ်စာတွေတွားဝယ်တယ်ဒါပေမဲ့ကျွန်တော်မှမဟုတ်ဘူးတမျိုးနယ်လုံးကချမ်းပိုင်ရှင်တွေအကုန်လုံးလူဝယ်နေကြတာကျွန်တော်စိုက်ပျိုးရေးပစ္စည်းဆိုင်ကိုရောက်တော့အပူထိန်ဆက်ကအလိတ်နှဲငယ်ပဲကျန်တော့တယ်ဆိုင်ရှင်ကိုစွန်ကကျွန်တော်ကိုမြင်တာနဲ့ချက်ချင်းလက်ရက်ခေါ်ပြီးဟန်လေးမင်းအတွက်ငါခြံထားပေးတယ်လို့ပြောတယ်ကိုစွန်ဘယ်လောက်ကြလဲကျွန်တော်အရင်ယူသွားမယ်နောက်မှရှင်းပေးမယ်နော်လို့ပြောလိုက်တယ်ကျွန်တော်ဘာမှဟန်ဆောင်မနေတော့ဘူးဒီလိုအချိန်မျိုးမှာ1မိနစ်နောက်ကျတာနဲ့အပင်လေးတွေအန်ရတဆပူများလာမှာပဲအပူထိန်စတွေကို3မိနစ်တင်ပြီးခြံကိုပြန်လာခဲ့တယ်နေ့လယ်ကနေညတကောင်ထိအလုပ်လုပ်ခဲ့ရတယ်တယောက်တည်းမနိုင်တော့လင်ဝင်ရောက်လာတယ်အဖေနဲ့အမေရောက်လာတယ်ရွာလူကြီးကလည်းလူငယ်2ယောက်ကိုခေါ်ပြီးလာကူပေးတယ်လေကပိုပြင်းလာပြီးပလတ်စတစ်စတွေကလေးတိုက်လို့တစ်ဖြက်အတန်တွေမြည်နေတယ်ကျွန်တော်မြေကြီးပေါ်မှောက်ချပြီးမြေကြီးနဲ့ဖိရတယ်လက်တွေကအေးခဲပြီးဘာမှမသိတော့ဘူးလင်ဝင်ဆိုရင်မျက်နှာတွေဖြူလျော်နေတာပဲဒါတောင်တွားကြိတ်ပြီးကျွန်တော်ကိုကလစ်တွေလှမ်းပေးနေသေးတယ်ဟန်ရဲ့နေ့ရဲ့ဟင်းသီးဟင်းရွက်တွေသာရှင်တန်သွားရင်နောက်ဆိုရင်ငါ့ကိုမာလာဟုတ်ပေါ်10ခါဝယ်ကျွေးရမယ်လို့သူကပြောတော့အကျိန်20ဝယ်ကျွေးမယ်လို့ကျွန်တော်ပြန်ဖြေလိုက်တယ်မနက်2နာရီမှာတော့တဲငယ်လေးတွေအားလုံးကိုဖုံးအုပ်လို့ပြီးသွားပြီကျွန်တော်မြေကွက်ထိပ်မှာထိုင်ချလိုက်ပြီးပင်ပန်းလွန်းလို့စကားတော်မပြောနိုင်တော့ဘူးဖုံးထဲမှာစောင့်ကြည့်ဆက်ကနေအပူချိန်အချက်လက်တွေဝင်လာတယ်တဲထဲမှာ4ဒီဂရီရှိတယ်ခံနိုင်သေးတယ်ကျွန်တော်တက်ပြင်းချလိုက်နိုင်တယ်အဲ့ဒီညမှာပဲဦးလေးရဲ့ခြံကြီးမှာလည်းအေးလိုင်းကိုကာကွယ်နေရတယ်ဒါပေမဲ့ဟိုဘက်မှာတော့မတူဘူးအရင်ကအေးလိုင်းလာမယ်ဆိုရင်ကျွန်တော်က3ရက်ကြိုပြီးပလတ်စတစ်စတွေကိုစစ်ဆေးတယ်စောင်းတွေထပ်ဖုံးတယ်ရေနဲ့မြေဩဇာကိုချိန်ညှိတယ်ဆိုထိုင်းစကိုထိန်းချုပ်တယ်ဒီတစ်ခါတဲတွေကိုတာဝန်ယူတာကဟန်လေးပါသူကကျွန်တော်ရဲ့စရင်ဟောင်းကိုကြည့်ပြီးတဝက်လောက်လှုပ်ပြီးတာနဲ့အလုရှုပ်တယ်လို့ညီးတော့တာပဲအစင်ပြေရဲ့လားလို့ဦးလေးကမေးတော့စိတ်ချပါအဖေရဟန်ရဲ့လုံနေတာတွေကပညာရှင်ဟန်ဆောင်နေတာပါတဲကိုစောင့်ဖုံးလိုက်ရင်ရပါပြီလို့သူကဖြေတယ်ရလက်ကတော့ညတကောင်ကျော်မှာလေဝင်ပေါက်ကိုတေချာမဖိထားတဲ့အတွက်နံပါတ်1တဲရဲ့မြောက်ဘက်အချမ်းလေတိုက်လို့ဟာသွားတယ်အေးဆက်တဲ့လေတွေဝင်လာပြီးတခွားသီးပင်တဝက်လောက်အေးတန်ကြောင့်ပျက်စီးသွားတယ်နောက်တနေ့မနက်မှာဦးလေးကတဲထဲမှာမျက်နှာပြက်နဲ့ရက်နေတယ်ဒါဘလို့ဖြစ်ရတာလဲလို့မေးတော့ရာသီဥတုကအရန်ဆိုးရနေတာလေဘသူလာဘာမှတက်နိုင်မှာမဟုတ်ဘူးလို့ဟန်လေးကဖြေတယ်ဦးလေးကဆဲကျင်ပေမဲ့နောက်ဆုံးတော့အောက်ရေးထားလိုက်တယ်ဘာလို့လဲဆိုတော့သူကိုယ်တိုင်ကဟန်လေးတက်နေပြီလို့ပြောခဲ့ဘူးတာကိုပါဇက်ကိုပြန်ရိုက်လို့မရဘူးလေကျွန်တော်ဘက်မှာတော့အေးလိုင်းပြီးသွားတဲ့အခါရှစ်မှုရှိတဲ့အပင်တွေက93%လောက်ရှင်တန်ခဲ့တယ်အချို့အရွက်လေးတွေခရမ်းရောင်တန်းသွားပေမဲ့အမြင့်ကတော့ခိုင်နေတုံးပဲအင်ဂျင်နီယာကြောက်လာကြည့်တဲ့အခါခေါင်းညစ်ပြတယ်မစိုးဘူးမင်းရဲ့တဲလေးကရိုးရှင်းပေမဲ့အပူထိန်းတဲ့နီလန်ကမှန်တယ်နောက်ပိုင်းအမိုင်နိုအက်ဆစ်အရွက်ဖြန်းမြေဩဇာလေးထပ်ဖြည့်ပေးလိုက်ရင်ပြန်ကောင်းလာလိမ့်မယ်လို့သူကပြောတယ်ဟန်ရဲ့မင်းမျိုးနယ်ကလူငယ်စိုက်ပျိုးရေးစံပြစီမံကိန်းကိုရှောက်ထားလို့ရတယ်လို့လည်းသူကဆက်ပြောတယ်ကျွန်တော်လားလို့ကျွန်တော်အံ့ဩသွားတယ်ကိုအထင်မသေးနဲ့စိုက်ပျိုးရေးဆိုတာအတန်ကျဲတဲ့သူကတော်တာမဟုတ်ဘူးဟင်းသီးဟင်းရွက်တွေကိုတေချာရှင်းတန်အောင်စိုက်နိုင်တဲ့သူကမှတော်တာလို့သူကပြောတယ်ဒီစကားတခုံးကိုကျွန်တော်တစ်သက်လုံးမှတ်ထားလိုက်တယ်ပထမဆုံးမုံညင်းစိမ့်အတုပ်ဈေးကွက်ဝင်မဲ့နေ့မှာကျွန်တော်မနက်4နာရီကတည်းကထပ်ခဲ့တယ်မိုးတောင်မလင်းသေးဘူးမြေကြီးပေါ်မှာမြူတွေအရန်ထူနေတယ်ကျွန်တော်ခေါင်းဆောင်မီးကိုဖွင့်ပြီးခါးကိုင်းကတပင်ချင်းစီရွေးနှုတ်ရတယ်အရွက်တွေကအနာစာကင်းရမယ်အမြစ်တွေတန့်ရှင်းနေရမယ်အရွယ်စားကလည်းညင်ညာနေရမယ်ကျောင်းကိုပို့မဲ့ဟင်းသီးဟင်းရွက်မို့လို့နည်းနည်းလေးမှပေါ်ဆက်လို့မရဘူးအမေကစီးနှောင်ပေးပြီးအဖေကချင်းနဲ့ထည့်ပေးတယ်လင်ဝန်ကလည်းအလုတ်တဝက်ခွင့်ယူပြီးတစိမ့်လာကပ်ပေးတယ်တစိမ့်ပေါ်မှာဟန်ရဲ့အော်ဒါစိုက်ပျိုးရေးချန်လို့ရေးထားတယ်ခုစွတ်ချိန်မနက်9:20မိနစ်စစ်ဆေးမှုအတုပ်ပထမအတုပ်လို့ပါရှိတယ်အဲ့ဒီစာလုံးလေးတွေကိုကြည့်ပြီးကျွန်တော်ရင်ထဲမှာပြောမပြတတ်အောင်ရင်ခုန်ကြည်နူးနေမိတယ်အရင်တုန်းကဦးလေးရဲ့ခြံကြီးမှာတော့
ဒီစာသားလေးတွေကိုကြည့်ပြီးကျွန်တော်ရင်ထဲမှာပြောမပြတတ်အောင်ကိုကြည်နူးစိတ်လှုပ်ရှားနေမိတယ်အရင်တုန်းကဦးလေးချန်ကနေဟင်းသီးဟင်းရွက်တွေရောင်းရတဲ့အခါထုတ်ပိုးမှုပေါ်မှာကြန့်ကော်စိုက်ပျိုးရေးချန်လိုပဲရေးထားတာကျွန်တော်နာမည်တစ်ခါမှမပါခဲ့ဘူးအခုတော့ဒီဟင်းသီးဟင်းရွက်ချင်းမှာကျွန်တော်နာမည်ပါလာခဲ့ပြီမနက်၈နာရီမှာမြို့နယ်မူလာတန်းကျောင်းကိုနမူနာဟင်းသီးဟင်းရွက်တွေကျွန်တော်သွားပို့တယ်အမလျိုကစဖိုမှုကိုချက်ချင်းစစ်ဆေးခိုင်းတယ်စဖိုမှုကအရွက်တွေကိုလှန်ကြည့်ပြီးအမြစ်ကိုစိတ်ကြည့်တယ်လက်ဆက်တယ်မညိုဘူးရွှွတွေလည်းပြောင်းစင်းနေအောင်တန်ရှင်းထားတယ်တဲ့စစ်ဆေးချက်အစီရင်ခံစာကောလို့မေးတော့ပြလိုက်တယ်ကောင်းပြီ၃ရက်အရင်စမ်းသွင်းကြည့်မယ်တဲ့ကျေးဇူးတင်ပါတယ်အမလျိုလို့ပြောတော့ငါ့ကိုကျေးဇူးတင်စရာမလိုပါဘူးဟင်းသီးဟင်းရွက်ကောင်းရင်လူတိုင်းအတိမတ်ပြုမှာပါလို့သူကပြောတယ်ပထမဆုံးစမ်းတက်တဲ့နေ့မှာကျောင်းစားတောက်ဆိုင်ကမုံငင်းစိမ့်ကြော်ချက်တယ်နေ့လေရောက်တော့လင်ဝန်ကဓပုံတပုံပို့လာတယ်ဆရာရီရဲ့ထမင်းမန်းထဲမှာမုံငင်းစိမ့်လေးတွေကစိမ့်လန်းတောက်ပနေတယ်အောက်မှာသူ့မက်ဆေ့လေးပါတယ်ဆရာရီကအရင်ဟင်းသီးဟင်းရွက်တွေထက်ပိုချိုတဲတဲ့လို့ရေးထားတယ်ကျွန်တော်ဖုန်းကိုကြည့်ပြီးအကြာကြီးပြုံးနေမိတယ်အဲ့ဒီနေ့ညနေမှာအမလျိုကဓာတ်ရိုက်ဖုန်းဆက်လာတယ်ဟန်ရဲ့မနှက်ဖြန်မုံငင်းစိမ့်ပိတ်တာ200တိုးပေးပါဆက်လက်ရွက်လဲနမူနာနည်းနည်းပို့ပေးဦးတဲ့ဟုတ်ကဲ့ပါလို့ပြောပြီးဖုန်းချလိုက်တာနဲ့ကျွန်တော်လက်သီးကိုအားရပါရတစ်ချက်စိုးဝေရမ်းလိုက်တယ်ပထမဆုံးအော်ဒါရပြီလေနောက်တစ်ပတ်လုံးကျွန်တော်ကောင်းကောင်းမအိပ်ရဘူးမနှက်စောစောဟင်းသီးဟင်းရွက်ခူးတယ်ကျောင်းကိုပို့တယ်နေကင်းချန်နဲ့အလုပ်လုပ်တယ်ညနေပိုင်းရက်ကွက်အစုလိုက်ဝဲသူတွေနဲ့ဆက်သွယ်တယ်ညပိုင်းစရင်မှတ်တယ်အော်ဒါအကြီးကြီးတွေကိုရှောက်မယူရဲဘူးအော်ဒါတိုင်းကိုခြံထဲကထွက်နှုံးနဲ့တွက်ပြီးပေးနိုင်တဲ့လောက်ပဲပေးတယ်အမျက်နည်းနည်းပဲရရဂရိတွေရှောက်မပေးဘူးဒါပေမဲ့နာမည်ကောင်းကထင်ထားတာထက်ပိုမြန်မြန်ပြန့်သွားတယ်မြို့နယ်မူလာတန်းကျောင်းကို3ရက်သွင်းပြီးတော့မူချိုကျောင်းကလည်းလာမေးတယ်စေပေခန်းစားတောက်ဆိုင်ကလည်းလာမေးတယ်ရက်ကွက်အစုလိုက်ဝဲတဲ့အဖွဲ့ခေါင်းဆောင်ကိုယ်တိုင်ခြံထဲဆင်းလာတယ်သူကမြို့နယ်ထဲမှာကြီးများတယ်လို့နာမည်ကြီးတဲ့ကျိုးမိပါသူကဆက်လက်ရွက်တပင်ကိုကင်ပြီးအကြာကြီးကြည့်တယ်တထေးဟန်မင်းရဲ့ဟင်းသီးဟင်းရွက်တွေကကောင်းတော့ကောင်းတယ်ဒါပေမဲ့ဈေးကလက်ကားဈေးကွက်ထက်2မူလောက်ပိုများနေတယ်တဲ့ဟုတ်ပါတယ်လို့ဖြေလိုက်တယ်ဘာလို့များတာလဲတဲ့ခူးတဲ့နေ့မှာတိုက်ရိုက်ရောင်းလို့စစ်ဆေးချက်အစီရင်ခံစားပါလို့အချိန်တွေမခိုလို့ပါလို့ပြန်ဖြေလိုက်တယ်မင်းကတော်တော်ပွင့်လင်းတာပဲတဲ့ကျွန်တော်အခုမှစီးပွားရေးဆက်လုပ်ခါစားဆိုတော့လိမ်မပြောရဲပါဘူးလို့ပြောလိုက်တယ်အဖွဲ့ထဲမှာရောင်းမကောင်းရင်ကောတဲ့ရောင်းမကောင်းရင်ကျွန်တော်ကိုယ်တိုင်တာဝန်ယူပါတယ်လို့ပြောလိုက်တယ်ရောင်းကောင်းသွားရင်ကောပုံမှန်သွင်းပေးနိုင်ပါမလားလို့မေးတယ်အကန့်အသတ်မရှိပေးနိုင်မယ်လို့တော့အာမမခံနိုင်ဘူးဒါပေမဲ့ဂရိပေးထားတဲ့ပမာဏကိုတပိတ်တာတော့မလျှော့စေရဘူးလို့အာမခံပါတယ်လို့ပြန်ဖြေလိုက်တယ်ကောင်းပြီမနက်ဖြန်အထုပ်90အရင်စမ်းကြည့်မယ်တဲ့ဒုတိယနေ့မှာမုံငင်းစိမ့်နဲ့မုံလာဦးအထုပ်90က10မိနစ်အတွင်းအလူရက်ရောင်းထွက်သွားတယ်တယောက်ကဒီမုံလာဦးတကယ်ချူတာပဲကလေးတွေတောင်အစိမ့်စားကျင်ကြတယ်ဟင်းသီးဟင်းရွက်အမြစ်တွေကတန့်ရှင်းတယ်ဈေးတွေကလိုရွှွတွေအများကြီးမပါဘူးခုစွတ်တဲ့အချိန်လဲပါတော့တော်တော်စိတ်ချရတယ်လို့မှတ်ချက်ပေးထားကြတယ်တတိယနေ့မှာကျိုးမေကအထုပ်150အထိတိုးလိုက်တယ်ဒီစမမြောက်နေ့မှာ300အထိတိုးလာတယ်ကျွန်တော်လည်းအလုံးမနိုင်မနှင်းဖြစ်လာတယ်အဖေနဲ့အမေကတနေ့လုံးဝိုင်းကူပေးပြီးလင်ဝန်ကရုံးစင်တာနဲ့တစိမ့်လာကပ်ပေးတယ်ရွာထဲကအတော်2ယောက်လဲလာမေးတယ်ဟန်ရဲ့မင်းစီမှာလူလိုသေးလာတဲ့တနေ့150ပေးမယ်နေ့လေစာကျွေးမယ်လို့ပြောလိုက်တယ်ဒီလောက်တောင်များလာတဲ့မများပါဘူးကျွန်တော်အလုံးများတဲ့အချိန်အတော်တို့လည်းပင်ပန်းမှာပဲလေလို့ပြောတော့မင်းကမင်းဦးလေးထက်စိတ်ထားပူကောင်းတာပဲလို့ပြောကြတယ်ကျွန်တော်ဘာမှဆက်မပြောတော့ဘူးဦးလေးကိုအပြစ်ပြောပြီးကိုတက်တည်မပြချင်ဘူးဟင်းသီးဟင်းရွက်တွေနဲ့ပဲတက်တည်ပြချင်တာပါဒါပေမဲ့ဦးလေးဘက်မှာတော့မနေနိုင်မထိုင်နိုင်ဖြစ်နေပြီကျွန်တော်เจ้าကိုဟင်းသီးဟင်းရွက်သွင်းနေတဲ့တည်င်းကြတော့မြို့နယ်เจ้าကိုတိုက်ရိုက်ကားမောင်းသွားတယ်เจ้าဆောင်ပြောပြချက်အရသူကเจ้าဘဝမှာအကြာကြီးရန်ဖြစ်နေတယ်တဲ့သူ့ခြံကပိုကြီးတယ်ထွက်နှုံးတင်ငိမ့်နေဈေးလဲကျွန်တော်ထက်တက်တာတယ်လို့ပြောတဲ့အမလျိုကနောက်ပိုင်းဒီကိစ္စကိုပြန်ပြောပြတယ်မင်းဦးလေးကမင်းလုံနေတာကလေးကစားတယ်လို့ပဲတိတ်ကြကြသွင်းနိုင်မှာမဟုတ်ဘူးလို့ပြောတယ်တဲ့အမဘလို့ပြန်ပြောလိုက်လဲလို့မေးတော့เจ้าကစစ်ဆေးချက်အစီရင်ခံစာနဲ့အရေးသွေးကိုပဲကြည်တာရွှေမျိုးတော်ဆက်မှုကိုမကြည့်ဘူးလို့ပြန်ပြောလိုက်တယ်တဲ့ဦးလေးကเจ้าအော်ဒါကိုမရတော့ရက်ကွက်အစုလိုက်ဝယ်ယူတဲ့အော်ဒါကိုလူဖို့စူးစမ်းပြန်တယ်ကျိုးမေစီတိုက်ရိုက်သွားပြီးဟန်ရဲကတပိတ်တာဘလောက်ပေးလဲငါ3မှုရှော့ပေးမယ်လို့ပြောတယ်စစ်ဆေးချက်အစီရင်ခံစာရှိလားလို့မေးတော့ငါဟင်းသီးဟင်းရွက်ဆိုင်လာတာတစ်တလုံးပဲအဲ့ဒါတွေလိုသေးလို့လားလို့ပြန်ပြောတော့ကျိုးမေကတိုက်ရိုက်ပဲညင်လိုက်တယ်ဦးလေးလည်းမျက်နှာပြတ်သွားပြီးအိမ်ပြန်ရောက်တာနဲ့ဒေါသထွက်တော့တာပဲခြံထဲမှာဟန်လေးကိုလည်းအဆဲဆူခံရတယ်လို့ကြားတယ်မင်းကတဲကိုစီမံနိုင်ပြီဆိုဘာလို့ဟန်ရဲရဲ့မြေရိုင်းကတော့အော်ဒါရီကနေပြီးငါတို့ရဲ့ဒီလောက်ကြီးတဲ့ခြံကလက်ကားပဲရောက်နေရတာလေတဲ့သူကဟန်ဆောင်ကောင်းယုံပါတစိတ်ကတ်တယ်စစ်ဆေးမှုတွေလုပ်တယ်ဓာတ်ပုံရိုက်ပြီးမျိုးကလူတွေကိုလှည့်စားနေတာလို့ဟန်လေးကပြန်ပြောတော့မင်းလည်းအဲ့ဒီလိုလုပ်လေလို့ဦးလေးကအော်တယ်အဲ့ဒီခါကျတော့ဟန်လေးကကျွန်တော်ကိုစပြီးအတူခိုးတော့တယ်တစိတ်ကတ်တယ်အဲ့ဒီနေခူးတဲ့အတီးရွက်လို့လုပ်တယ်အဖွဲ့ထဲမှာလည်းဓာတ်ပုံတွေပို့တယ်ဒါပေမဲ့သူကအပေါ်ရံပဲအတူခိုးနိုင်တာအခြေခံကိုမတင်ယူနိုင်ဘူးကျွန်တော်တစိတ်နောက်ွယ်မှာစည်ရင်စရာတွေစစ်ဆေးမှုတွေစံချိန်မီတဲ့ခုဆုမှုတွေရှိတယ်သူတစိတ်နောက်ွယ်မှာတော့ print ထုတ်ထားတဲ့စာရွက်တစ်ရွက်ပဲရှိတယ်အဆိုးဆုံးကတော့ဦးလေးကဈေးချဖို့အတွက်ကုန်ကျစရိတ်တွေကိုစလျှော့ချတာပဲမြေဩဇာလျှော့တယ်လုပ်သားလျှော့တယ်ပိုးမွားကျလာတဲ့အခါတတ်မှတ်ထားတဲ့လုံခြုံရေးကာလခြားချိန်တိုင်းပိုးသက်စီမသုံးပဲမြန်မြန်ပြောက်ဖို့ပဲကြည့်တယ်ဒီလိုကိစ္စတွေကမကြခင်မှာပဲမိုင်းပုံတစ်လုံးလိုမြုပ်နှံပြီးသားဖြစ်သွားတယ်အဲ့ဒီမိုင်းပုံပောက်ကွဲသွားရင်ပတ်စံနဲ့အရှုံးပေါ်ယုံလောက်နဲ့မယိုရှင်ဘူးဒုတိယလရောက်တော့ကျွန်တော်ပထမဆုံးတရားဝင်အော်ဒါစာချုပ်ချုပ်နိုင်ခဲ့တယ်မြို့နယ်မူလာတန်းကျောင်းကိုတစ်ပတ်3ကြိမ်ဟင်းသီးဟင်းရွက်သွင်းတယ်မူချိုကျောင်းကိုတစ်ပတ်2ကြိမ်စေပေခန်းစားတောက်ဆိုင်ကိုနေ့စဉ်အရွက်တချို့သွင်းရတယ်ရက်ကွက်အစုလိုက်ဝယ်ယူတာကလည်းအပတ်စဉ်ကြိုတင်မှယူကြတယ်ငွေပမာဏမှကြီးပေမဲ့ငွေစည်းစိမ်မှုတည်ငြိမ်နေပထမဆုံးတည်ငြိမ်တဲ့ဝင်ငွေပြန်ရလာတဲ့နေ့မှာကိုယ့်အတွက်ဘာမှအရင်မဝယ်ခဲ့ဘူးဆိုင်ရှင်ကိုစွန်စီကအကျွေး2000ကိုအရင်သွားဆက်လိုက်တယ်ကိုစွန်ကကျွန်တော်လမ်းပေးတဲ့ပတ်စံကိုကြည့်ပြီးအနှဲငယ်အံ့ဩသွားတယ်ဒီလောက်မြန်မြန်ပြန်ဆက်နိုင်ပြီလားတဲ့အကျွေးရှိနေရင်စိတ်ထဲမှာမဖြောင်းလို့ပါလို့ဖြေတော့ညီလေးဟန်မင်းကတော့လူဖြစ်မဲ့လူပဲလို့ပြောတယ်အဲ့ဒီနောက်ကျွန်တော်တပတ်ရေခဲတစ်တာနှလုံးသွားဝယ်လိုက်တယ်အော်ဒါတွေများလာတော့ခုစွပ်ပြီးလက်ဆက်အောင်တင်းစီဖို့ကမရှိမဖြစ်လိုအပ်လာတာကိုပြီးတော့ခြံထဲမှာကြောက်စရလမ်းလေးခင်းလိုက်တယ်အကြီးကြီးတော့မဟုတ်ပါဘူးခြ
ခြံထိပ်ကနေရွာလမ်းမအထိမီတာ100ကျော်လောက်ပဲရှိတာပါအရင်ကမိုးရွာရင်သုံးမိဆိုင်ကဲကရှုံထဲနှစ်ပြီးဟင်းသီးဟင်းရွက်ချင်းတွေမှောက်မလို့ဖြစ်သွားတာလမ်းခင်းပြီးသွားတော့တဲယူပို့ဆောင်ရေးကတော်တော်ချုံးမွေသွားတယ်ရွာကလူတွေကကျွန်တော်တကယ်ပတ်စံရှာနိုင်တာမြင်တော့သဘောထားတွေပြောင်းကုန်ကြတယ်အရင်ကလမ်းဖြတ်သွားရင်လှောင်ပြောင်ခဲ့တဲ့သူတွေကအခုတော့ခြံထိပ်မှာစောင့်ကြောက်ထိုင်ပြီးလာမေးကြတယ်ဟန်ရဲ့မင်းရဲ့ဟင်းသီးဟင်းရွက်တွေကိုဘယ်လိုစိုက်ထားတာလဲမင်းရဲ့အော်ဒါအဖွဲ့ထဲမှာငါတို့အိမ်အတွက်နည်းနည်းထည့်ပေးလို့ရမလားငါတို့အိမ်မှာမြေနဲ့မူအလွတ်ရှိနေတယ်မင်းနဲ့အတူစိုက်ရမလားတဲ့ကျွန်တော်ချက်ချင်းသဘောမတူခဲ့ဘူးပူပေါင်းလှုပ်ဆောင်နေဆိုတာတန်ရောစင်ကိုကြည့်ရမှာမဟုတ်ဘူးစံချိန်စံညွှန်းကိုကြည့်ရမှာကျွန်တော်နဲ့အတူလှုပ်ချင်တဲ့မိသားစုအနေငယ်ကိုခြံထိပ်ခေါ်လိုက်တယ်ကျွန်တော်ခေါ်ပေးလို့ရတယ်ဒါပေမဲ့စီကန်းချက်တချို့တော့ရှိတယ်ပထမချက်ဗာမြေဩဇာသုံးလဲဘယ်အချိန်မှသုံးလဲဆိုတာကိုမဖြစ်မနေစည်ရင်မှတ်ရမယ်ဒုတိယချက်ပိုးသက်စေးရှောက်မဖြန်းရဘူးစံချိန်စံညွှန်းသတ်မှတ်ထားတဲ့ကာလခြားချိန်တိုင်းလုပ်ရမယ်တတိယချက်ခုစွတ်တဲ့အခါမကောင်းတဲ့အသီးရွက်တွေကိုကောင်းတရားဟန်ဆောင်မထည့်ရဘူးစတုထချက်အော်ဒါဈေးနှုန်းကိုအားလုံးသိအောင်ချပြမယ်ကုန်ကျစရိတ်ကိုလည်းချပြမယ်ဘယ်လောက်မြတ်လဲဆိုတာအားလုံးရှင်းရှင်းလင်းလင်းတွက်ချက်ရမယ်လို့ပြောလိုက်တယ်ဒီလောက်တောင်ရှုပ်ထွေးတာလားလို့မေးတော့ရှုပ်ထွေးတယ်လို့ထင်ရင်မလုပ်ပါနဲ့ကျွန်တော်ကအသေးစားလေးပဲလုပ်ရကို့နာမည်ကိုတော့အပြတ်မခံနိုင်ဘူးလို့ပြန်ပြောလိုက်တယ်နောက်ဆုံးတော့အလုပ်ကိုကြိုးစားလုပ်ချင်တဲ့မိသားစု9စုကြံရစ်ခဲ့တယ်အဲ့ဒီထဲမှာအတော်ဝန်ဆိုတဲ့တယောက်ပါတယ်အမျိုးသားကတစ်နှစ်ပတ်လုံးဖျားနာနေတော့အိမ်မှာရှိတဲ့မြေသုံးမှုကိုတေချာဂရုစိုက်မဲ့သူမရှိဘူးသူကကျွန်တော်ကိုပြောတယ်ဟန်ရဲ့အတော်ကရှုပ်ထွေးမှာကိုမကြောက်ပါဘူးစိုက်ပြီးလို့ထွက်လာရင်ဝယ်မဲ့သူမရှိမှာကိုပဲကြောက်တာပါတဲ့အတော်စံချိန်စံညွှန်းအတိုင်းသာစိုက်ပါဟင်းသီးဟင်းရွက်တွေအရေးသွေးမိရင်ကျွန်တော်ဝယ်မယ်လို့ပြောလိုက်တော့အတော်ဝန်ချက်ချင်းပဲမျက်ရည်တွေဝဲလာတယ်စိုက်ပျိုးရေးသမားတွေအကြောက်ဆုံးအရာကပင်ပန်းရတာမဟုတ်ပါဘူးပင်ပန်းစိုက်ပျိုးထားပြီးမှနောက်ဆုံးမြေကြီးထဲမှာပဲပုတ်တိုးသွားပြီးဘယ်သူမှမဝယ်ကြမှာကိုအကြောက်ဆုံးပါကျွန်တော်ကအသေးစားတမတ်ဝါရမှာပူပေါင်းအဖွဲ့လေးတစ်ခုကိုစတင်ဖွဲ့စည်းလိုက်တယ်နေ့တိုင်းမနက်ဆိုရင်ရာသီဥတုအခြေအနေကိုသတိပေးတယ်အပတ်စဉ်စိုက်ပျိုးရေးအစီအစဉ်တွေကိုတပြေးညီထုတ်ပြန်ပေးတယ်အင်ဂျင်နီယာကြောက်ကလည်းလူတိုင်းကိုလာပြီးတင်နန်းပေးတယ်သူကစိုက်ခင်းထိပ်မှာရက်ပြီးအရင်တုန်းကတော့လူတွေကဟင်းသီးဟင်းရွက်စိုက်တာအတွေ့အကြုံကိုပဲအားကိုးကြတယ်အခုချိန်မှာအတွေ့အကြုံကအသုံးမဝင်တာမဟုတ်ဘူးအဲ့ဒီအတွေ့အကြုံတွေကိုစံချိန်စံညွှန်းတစ်ခုအဖြစ်ပြောင်းလဲပြရမယ်ဟန်ရဲ့ဒီအော်ဒါစနစ်နဲ့တွားတဲ့ခြံကဥတီချက်တစ်ခုပဲလို့သူကပြောပြတယ်လူအုပ်ကြီးရဲ့အနောက်ဘက်မှာရက်နေတဲ့ကျွန်တော်ရင်ထဲမှာတော့နှွေးထွေးသွားခဲ့တယ်အရင်တုန်းကဦးလေးကကျွန်တော်ကိုဟင်းသီးဟင်းရွက်စိုက်ရုံတက်တက်ပဲလို့ပြောခဲ့ဘူးတယ်အခုလဲကျွန်တော်ဟင်းသီးဟင်းရွက်စိုက်နေစေပါပဲဒါပေမဲ့ဒီကိစ္စကအရင်ကနဲ့တော့မတူညီတော့ပါဘူးတစ်ချိန်တည်းမှာပဲဦးလေးရဲ့ခြံကြီးမှာပြဿနာတွေတစ်ခုပြီးတစ်ခုတက်လာနေတယ်နံပါတ်1တဲကအေးတံပြီးသွားပြီးနောက်ပိုင်းတေချာပြန်မနာလန်ထူနိုင်တော့လို့တခွားသီးထွက်နှုံးတွေကျဆင်းသွားတယ်နံပါတ်2တဲကတော့လေဝင်လေထွက်အချိန်မီမလုံနိုင်ခဲ့လို့မှုယောဂါတွေကူးဆက်ကုန်တယ်နံပါတ်3တဲကတော့ခရမ်းကျင်သီးတွေအကွဲတာတော်တော်ဆိုးရွားနေတယ်လက်ကားဝယ်သူတွေကလည်းဈေးကိုတအားနှိမ်ကြတော့ဦးလေးကမကြည်မနှက်ဖြစ်နေတယ်ကျွန်တော်တောင်အော်ဒါနဲ့စိုက်နိုင်ရင်သူလည်းလုံနိုင်ရမယ်လို့သူကတွေးတယ်ဒါနဲ့သူကလူရှာပြီးထုတ်ပိုးတဲ့စက်ကူဖာတွေလောက်ခိုင်းတယ်ဖာတွေပေါ်မှာကြန့်ကော်တဘာဝအစိမ်းရောင်ဟင်းသီးဟင်းရွက်ချမ်းလို့ရိုက်နှိပ်ထားပြီးဓာတုကင်းစင်ယုံကြည်စိတ်ချရသောဟင်းသီးဟင်းရွက်ဆိုတဲ့စာလုံးအကြီးကြီးတွေပါရိုက်နှိပ်ထားလိုက်တယ်ဒါပေမဲ့သူ့မှာအတိမတ်ပြုလက်မှတ်လည်းမရှိဘူးစစ်ဆေးထားတဲ့အထောက်ထားလည်းမရှိဘူးဆိုင်ရှင်ကိုစွန်ကဒါကိုကြားတော့သူ့ကိုတိတ်လေးသတိပေးရှာတယ်တထေးဟန်ဒီစာလုံးတွေကိုရှောက်ပြီးရိုက်နှိပ်လို့မရဘူးအခုဈေးကွက်စစ်ဆေးရေးကတော်တော်တင်းကျပ်နေတယ်လို့ပြောတော့ဦးလေးကငါဟင်းသီးဟင်းရွက်စိုက်လာတာတစ်သက်လုံးရှိနေပြီငါအသီးရွက်တွေပြဿနာရှိတယ်လို့ဘသူပြောရဲလဲလို့ပြန်ပြောတယ်ကိုစွန်လဲဘလို့မှဖြောင်းဖျားလို့မရတော့လက်လျှော့လိုက်ရတယ်၃ရက်ကြာတော့ဦးလေးစီကိုအော်ဒါအကြီးကြီးတစ်ခုတကယ်ဝင်လာတယ်မြို့နယ်တဲကနာမည်ကြီးစားတောက်ဆိုင်ခွဲတစ်ခုကတခွားသီးနဲ့ခရမ်းကျင်သီးပိတ်တာ3000တောင်းတာပါဈေးကလက်ကားဈေးထက်ပိုကောင်းပေမဲ့9ရက်အတွင်းပစ္စည်းပို့ပေးရမယ်အရေးသွေးလဲတပြေးညီဖြစ်ရမယ်လို့တောင်းဆိုထားတယ်ဒါကတကယ်တော့ကိစ္စကောင်းတစ်ခုပါဒါပေမဲ့ဦးလေးရဲ့ခြံကအခုထွက်နှုံမတည်ငြိမ်ဘူးဖြစ်နေတယ်ဟန်လီကအရေးအတွက်ပြည့်အောင်ဆိုပြီးယောဂကျနေတဲ့အရွက်တွေနဲ့ပုံမှန်တရံမလာတဲ့အသီးရွက်တချို့ကိုပါရောထည့်လိုက်တယ်ဒါကိုဦးလေးမြင်ပေမဲ့မတားခဲ့ပါဘူးစားတောက်ဆိုင်ကလှီးပြီးကြော်လိုက်ရင်ဘသူကတိနိုင်မှာလဲလို့သူကပြောတယ်ဒီစကားတခွန်းကသူ့ရဲ့ဆိုးရွားတဲ့စက်သိန်းအတွက်အစပြုလိုက်တာပါပဲဦးလေးပြဿနာမတက်ခင်တရက်အလိုမှာကျွန်တော်စီလာရှာသေးတယ်အဲ့ဒီနေ့ကကျွန်တော်အတော်ဝမ်ရဲ့ခြံထဲကအပင်ပေါက်လေးတွေကိုတွားကြည့်ပေးနေတာပါသူ့ခြံကမုံငင်းစိမ့်လေးတွေအရွက်ဝါနေလို့မြေဩဇာလိုတာမဟုတ်ပဲအမြင့်အားနေနေတာလို့ကျွန်တော်သုံးသပ်မိပြီးရေဘလို့ထိန်းရမလဲဆိုတာတင်ပေးနေတော့ဦးလေးရဲ့ကားလေးကလမ်းဘေးမှာလာရက်တယ်သူကားပေါ်ကဆင်းလာပြီးအတော်ဝမ်ကိုပါတွေးလိုက်ရတော့မျက်နှာကတိတ်မတာမရဖြစ်သွားတယ်ဟန်ရဲ့အပြင်ခဏထွက်ခဲ့စကားနည်းနည်းပြောရအောင်လို့ခေါ်တယ်မင်းစီမှာပစ္စည်းရှိလားလို့မေးတယ်ဘာပစ္စည်းလဲလို့မေးတော့တခွားသီးနဲ့ခရမ်းကျင်သီးတဲ့ဘလောက်လဲဆိုတော့ပိတ်တာ3000နဲ့ခမားမျိုးပေါ်ကစားတောက်ဆိုင်အတွက်အော်ဒါကြီးရထားတယ်မဟုတ်ဘူးလားလို့မေးလိုက်တယ်ငါဘက်မှာအရေးအတွက်နည်းနည်းလိုနေလို့မင်းစီကပိတ်တာ3000လောက်ဖယ်ပေးပါဈေးကိုတော့လက်ကားဈေးနဲ့ပဲတွက်ပေးမယ်လို့သူကပြောတယ်လက်ကားဈေးဟုတ်လားခမားကအော်ဒါကိုဈေးကောင်းနဲ့တွားပို့ပြီးကျွန်တော်စီကပစ္စည်းကိုတော့လက်ကားဈေးနဲ့ယူမလို့လားလို့ပြန်မေးလိုက်တယ်ဟန်ရဲ့မိသားစုချင်းတွေပဲဒီလောက်အထိအသေးစိတ်တွက်မနေပါနဲ့လို့သူကပြောတယ်မရောက်မှုလို့ပြောလိုက်တော့မင်းမသဘောလဲတဲ့ပထမချက်ကျွန်တော်ဟင်းသီးဟင်းရွက်တွေကအော်ဒါနဲ့မို့လို့ဖယ်ပေးလို့မရဘူးဒုတိယချက်ကျွန်တော်ရဲ့စစ်ဆေးမှုအတုပ်တွေကဝယ်သူနဲ့တိုက်ရိုက်ချိတ်ဆက်နေလို့ပစ္စည်းရောလို့မရဘူးတတိယချက်ခမားရဲ့ထုတ်ပိုးဖားတွေပေါ်မှာဓာတုကင်းစင်တယ်လို့ရိုက်နှိပ်ထားပေးမဲ့ခမားရဲ့အတိမတ်ပြုလက်မှတ်ကိုကျွန်တော်မတွေ့ရဘူးကျွန်တော်ပစ္စည်းတွေခမားရဲ့ဖားတွေထဲထည့်လို့မရဘူးလို့ရှင်းပြလိုက်တယ်ဟန်ရဲ့မင်းအခုတော်တော်လေးစွမ်းနေပြီပေါ့လေကိုဦးလေးရဲ့အကူညီတောင်မပေးနိုင်တော့ဘူးပေါ့တဲ့ကူညီတာကရပါတယ်ဒါပေမဲ့စီးမြင့်စည်းကမ်းဖောက်ဖျက်လို့တော့မရဘူးလို့ပြောလိုက်တယ်မင်းဟန်မျိုးရိုးဆိုတာမမေ့နဲ့နော်လို့သူကပြောတယ်ကျွန်တော်မမေ့ပါဘူးဒါကြောင့်မို့လို့ဟန်မီသားစုရဲ့ဟင်းသီးဟင်းရွက်တွေနာမည်ပြတ်မခံနိုင်တာပေါ့လို့တုံ့ပြန်လိုက်တယ်ငါ့ကိုလာပြီးလူဖြောင့်ကြီးဟန်မလုပ်ပြနေနဲ့ငါကမင်းရဲ့စီးပွားရေးကိုလူသွားမှဆိုလို့မဟုတ်လားရတယ်မင်းမရောက်လဲငါကဂယုမဆိုင်ဘူးလို့ပြောပြီးသူလှည့်ထွက်သွားတယ်ကားပေါ်တက်ပြီးမောင်းထွက်သွားချိန်မှာကားပြီးကရှုံရည်တွေကိုတနင်းသွားလို့ကျွန်တော်ဘောင်းဘီပေါ်ကိုရှုံတွေဆင်ကုန်တယ်အတော်ဝမ်ကနည်းနည်းစိုးရိမ်သွားပြီးဟန်ရဲ့
မင်းသူ့ကိုဒီလောက်ပြက်ပြက်တတညင်းလိုက်တော့သူတအားဒေါသထွက်သွားမလားမသိဘူးလို့ပြောတယ်ကျွန်တော်ကဦးလေးကိုဒီနေ့မှဒေါသထွက်အောင်လုပ်တာမဟုတ်ပါဘူးတချို့ကိစ္စတွေကဆွေမျိုးဖြစ်နေလို့ဆိုပြီးမျက်စိမိတ်ခွင့်လွှတ်ပေးလို့မရဘူးလေလို့ဖြေလိုက်တယ်တကယ်ပဲဒုတိယနေ့မှာမြို့ပေါ်စားတောက်ဆိုင်ကိုပို့တဲ့အတုံးမှာပြဿနာတက်တော့တာပဲပစ္စည်းပိတ်တာ3000ပို့လိုက်တဲ့အခါစစ်ဆေးတဲ့အချိန်မှာတခွားသီးတွေမှာယောဂအကွက်တွေတွေ့ရပြီးခရမ်းကျင်သီးတွေကလည်းအကွဲတာတော်တော်ဆိုးနေတယ်ပိုဆိုးတာကဟိုဘက်ကနေပိုးသက်စေအကျွင်းကြံကိုစစ်ဆေးလိုက်တဲ့အခါအညွန့်ကိန်းတစ်ခုကတတ်မှတ်ချက်ကိုကျော်လွန်လူနီးပါးဖြစ်နေတယ်နောက်ဆုံးထပ်မံစစ်ဆေးတဲ့အခါကြီးမားတဲ့အစားအသောက်ဘေးကင်းလုံခြုံရေးပြဿနာအထိမဖြစ်ခဲ့ပေမဲ့ဟိုဘက်ကဓာတ်ရိုက်ညှင်းပယ်လိုက်ပြီးစာချုပ်ပါစီကံဖောက်ဖျက်မှုနဲ့တရားစွဲလိုက်တယ်ရော်ချင်းငွေက4,800,000နဲ့ဒီသတင်းကြားတဲ့အချိန်ကျွန်တော်ကစေးပေးကန်းကိုဟင်းသီးဟင်းရွက်ပို့ဖို့ကားပေါ်ပစ္စည်းတင်နေတာပါကိုစုံကဖုန်းဆက်လာပြီးအတန်တိုးတိုးလေးနဲ့ပြောတယ်ညီလေးဟန်မင်းဦးလေးတော့ပြဿနာတက်ပြီးတဲ့ဆိုးရွားလာလို့မေးတော့စားတောက်ဆိုင်ကုမ္ပဏီကလက်မခံလို့ပစ္စည်းတွေပြန်တယ်လာရတယ်ရော်ချင်းငွေလည်းမနှဲဘူးပြီးတော့သူ့ထုတ်ပိုးမှုပေါ်မှာဓာတုကင်းစင်စာလုံးတွေရှောက်ရိုက်ထားလို့ဈေးကွက်စောင့်ကြည့်ရေးကလည်းစစ်ဆေးတော့မယ်တဲ့ကျွန်တော်ဖုန်းချလိုက်တော့ရင်ထဲမှာဝမ်းသာတာမျိုးမရှိပဲကြိုတိနေတဲ့လေးလံတဲ့ခံစားချက်မျိုးပဲရှိတယ်ဆိုးရွားတဲ့စသိန်းတော်တော်များများကတခြားသူတွန်းချလို့ဖြစ်ရတာမဟုတ်ပဲကိုယ်တိုင်တလန်းချင်းရှောက်သွားခဲ့လို့ဖြစ်ရတာပါဦးလေးကသူ့အမားကိုသူ့မစင်စားဘူးပြဿနာကိုချက်ချင်းဖြေရှင်းရမယ့်အစားကျွန်တော်ခြံစီတန်းပြေးလာတယ်အဲ့ဒီနေ့ညနေဆောင်ကျွန်တော်ခြံထဲကနေအပြန်မှာဦးလေးရဲ့ကားကခြံပေါ်ဝမှာကက်လန့်ဖြတ်ရက်ထားတယ်သူကားပေါ်ကဆင်းဆင်းချင်းပဲអော်တယ်ဟန်ရဲ့မင်းကနောက်ွယ်ကနေရုပ်မာတာမဟုတ်လားတဲ့ဘာသဘောလဲလို့မေးတော့ငါပစ္စည်းတွေအငင်းခံရတာကိုမင်းကချက်ချင်းသိနေတယ်မင်းစားတောက်ဆိုင်ကုမ္ပဏီကိုငါအကြောင်းမကောင်းသွားပြောတာမဟုတ်လားလို့သူကဆွဆွဲတယ်ဦးလေးပစ္စည်းပို့တာလဲဦးလေးပဲစာချုပ်ချုပ်တာလဲဦးလေးပဲဟင်းသီးဟင်းရွက်တွေကိုယ်တိုင်စိုက်တာလဲဦးလေးပဲစစ်ဆေးတာလဲဟိုဘက်ကစစ်တာပဲကျွန်တော်လည်းဘာဆိုင်လို့လဲလို့ပြန်မေးလိုက်တယ်တေချာပေါက်မင်းပဲမင်းကငါဒုက္ခရောက်တာကိုမြင်ချင်နေတာဒါမှမင်းကိုမင်းတော်ကြောင့်တက်တည်ပြနိုင်မှာကိုလို့သူကပြောတယ်ဦးလေးစကားပြောရင်တက်တည်အထောက်ထားနဲ့ပြောပါလို့ကျွန်တော်ပြောနေတော့လင်ဝန်ကဝင်လာတယ်ဒီမှာရှင်နဲ့ဘာမှမဆိုင်ဘူးမင်းကစီပဲလာခဲ့သူ့ကိုမဲမနေနဲ့လို့သူကអော်တယ်အဲ့ဒီအချိန်ရွာလူကြီးကြောက်ရောက်လာပြီးဟန်ကြန့်ကောခမားပါလုပ်နေတာလဲသူများချံပေါက်ဝမှာဘာလာអော်နေတာလဲလို့ဝင်ဟန့်တယ်သူငါ့ကိုဒုက္ခပေးတယ်လို့ဦးလေးကပြောတော့တက်တည်ရှိရင်ရဲတိုင်လေတက်တည်မရှိပဲဒီမှာလာရန်ကားမနေနဲ့ဈေးကွက်စောင့်ကြည့်ရေးကခမားကိုရှာနေပြီအဲ့ဒါကိုသွားမရှင်းပဲဒီမှာလာပြဿနာရှာနေတယ်လို့ရွာလူကြီးကပြောလိုက်တယ်ဦးလေးမျက်နှာဖြူလျော်သွားတယ်သူလဲကိစ္စတွေကြီးနေပြီဆိုတာသိသွားပုံရတယ်မသွားခင်မှာသူကကျွန်တော်ကိုစူးစူးရဲရဲကြည့်ပြီးဟန်ရဲမင်းတိတ်မမောက်ပါနဲ့ငါကဒီလောက်အလွယ်တကူနဲ့လဲကျသွားမှာမဟုတ်ဘူးလို့ပြောသွားတယ်သူကားပေါ်တက်ပြီးထွက်သွားတာကိုကျွန်တော်ဘာမှပြန်မပြောပဲကြည့်နေလိုက်တယ်သူ့ရဲ့တကယ်အခက်ခဲစစ်ကနောက်ွယ်မှာအများကြီးကြံသေးတယ်ဆိုတာကျွန်တော်သိနေတယ်အငင်းခံရတဲ့ဟင်းသီးဟင်းရွက်တွေကိုဦးလေးကမဖြက်စီးဖြစ်ဘူးအရှုံးမခံနိုင်ဘူးလေသူကဟန်လေးကိုယောဂအကွက်ထင်ရှားတာတွေကိုရွေးထုတ်ခိုင်းပြီးကြံတာတွေကိုထမင်းဆိုင်လေးတွေကိုဈေးပေါပေါနဲ့ရောင်းချလိုက်တယ်အဲ့ဒီထဲကတတုတ်ကမြို့နယ်ကစိုက်ပျိုးရေးဈေးကွက်ထဲရောက်သွားတယ်တတိယနေ့မှာစစ်ဆေးရေးကအဲ့ဒါကိုတွေ့သွားတယ်ဒီတစ်ခေါက်တော့ပိုးသက်စေအကျွင်းကြံစစ်ဆေးမှုမအောင်မြင်ဘူးဆိုးရွားတဲ့အကျိုးဆက်တွေမဖြစ်ပေါ်ခဲ့ပေမဲ့အပြစ်ပေးမှုတွေတော့ကျလာတယ်ဒဏ်ရိုက်တယ်တရားမဝင်ရရှိတဲ့ငွေတွေကိုတင်ဆဲတယ်ပြုပြင်ပြောင်းလဲဖို့အမိန့်ပေးတယ်သက်ဆိုင်ရာအတုပ်တွေကိုအကုန်လုံးဖယ်ရှားခိုင်းတယ်ပိုဆိုးတာကမြို့နယ်စားတောက်ဆိုင်ကုမ္ပဏီကသူ့ကိုစာချုပ်ဖောက်ဖျက်မှုနဲ့တရားဝင်တရားစွဲလိုက်တာပဲပစ္စည်းသွင်းတဲ့သူတွေကလည်းမြေဩဇာဖို့အကျွေးတွေလာတောင်းတယ်ဗန်ချင်းငွေကလည်းတက်တန်းစေသွားပြီးဒေစာရွက်တွေကနှင်းပွင့်တွေလိုဦးလေးစီကိုကြာဆင်းလာတော့သူတကယ်စတင်ထိတ်လန့်လာပြီးဦးလေးပထမဆုံးအကြိမ်ကျွန်တော်စီကိုခေါင်းငုံပြီးလာရှာတာကမိုးရွာနေတဲ့နေ့တစ်နေ့မှာပါကျွန်တော်ကိုယ်တော်ထဲမှာတစ်သီးမုံလာဦးတွေကိုရွေးထုတ်နေတယ်မိုးရေတွေကသူ့မိုးပေါ်ကိုတဖြောက်ဖြောက်နဲ့ကျနေတယ်ဦးလေးကတကားဝမှာထိမပါပဲရက်နေတယ်စပင်းတွေတဝက်လောက်ဆူရွှဲနေတယ်သူကရုတ်တရက်အသက်10နှစ်လောက်ကြီးသွားတယ်လို့ပဲဟန်ရဲ့ကိစ္စလေးတစ်ခုရှိလို့သူကပြောလာတယ်ဒီအချိန်မှာတော့ကျွန်တော်ဟာဒီမြေကြီးရဲ့အနက်ရှိုင်းဆုံးနေရာအထိအမှန်တကယ်ပဲအမြင့်တွေဝင်ရောက်နေပြီဆိုတာသူသဘောပေါက်သွားပါပြီကျွန်တော်ဘက်မှာကိစ္စလေးတစ်ခုပေါ်လာလို့ပါမင်းကိုအကူအညီတစ်ခုတောင်းချင်လို့ပါအဖွဲ့အစည်းနဲ့ချိတ်ဆက်ထားတဲ့ကိစ္စတွေအဆင်ပြေနေတာမို့သူတို့ကိုကျွန်တော်ဟင်းသီးဟင်းရွက်အတုတ်တုတ်အရင်လက်ခံပေးဖို့ပြောပေးလို့ရမလားမင်းရဲ့ပြုပြင်ပြောင်းလဲမှုတွေပြီးသွားပြီလားစစ်ဆေးချက်တွေရောအဆင်ပြေရဲ့လားစည်ရင်းစရာတွေရောစုံပြီလားဟန်ရဲ့ငါအနေထားကဒီလိုဖြစ်နေတာကိုမင်းကဒီလိုတွေပဲလာပြောနေတော့မှလားဒါကငါ့ကိုပြောတာမဟုတ်ဘူးဈေးကွက်ကမင်းကိုပြောနေတာဖောက်တယ်ကမင်းကိုပြောနေတာဥပဒေကလည်းမင်းကိုပြောနေတာပါကျွန်တော်ကဦးလေးရဲ့တူဖြစ်နေလို့သာအမှန်တိုင်းပြောပြနေတာပါအခုဦးလေးအလုဆုံးလုံးတင်တာကလူတစ်ရှာနေတာမဟုတ်ဘူးမပြည့်စုံတဲ့ဟင်းသီးဟင်းရွက်တွေကိုဖယ်ရှားပစ်ဖို့ဖောက်တယ်တွေကိုရော်ကြေးပေးဖို့ပေးရမယ့်အကျွေးတွေကိုဆက်ဖို့ပြီးတော့မှစံချိန်စံညွှန်းနဲ့ပြန်ဆိုင်ဖို့ပါဒါဆိုမင်းကငါ့ကိုအရှုံးပေးခိုင်းတာလားမဟုတ်ပါဘူးအမှားပြင်ခိုင်းတာပါဟင်းသီးဟင်းရွက်စိုက်တာမှာစေးမဖြန်းတဲ့သူဘယ်သူရှိလို့လဲရောနှောမရောတဲ့သူဘယ်သူရှိလို့လဲအရင်ကလည်းဒီလိုပဲလုပ်လာတာပဲအခုကြမှာဘာလို့ငါကြမှာမရရတာလဲကျွန်တော်သူ့ကိုငေးကြည့်နေမိတယ်ဒါဟာပြဿနာရဲ့အရင်းမြစ်ပါပဲသူကအမှားကိုမသိတာမဟုတ်ပဲခေပြောင်းသွားတာကိုလက်မခံချင်တာပါအရင်တုန်းကတော့ရဲရင်ပြီးပြုံးစားဆိုင်ရင်ငွေရကောင်းရနိုင်ခဲ့မယ်အခုတော့ဖောက်တယ်ကလုံခြုံရေးကိုလိုချင်တယ်ဈေးကွက်ကစံချိန်စံညွှန်းကိုလိုချင်တယ်စောင့်ကြည့်ရေးကအထောက်ထားကိုလိုချင်တယ်သူကတော့အတိတ်မှာပဲကြံရစ်နေသေးပဲအရင်ကရခဲ့လို့အခုလည်းရမယ်လို့မထင်ပါနဲ့လမ်းဆိုတာကိုယ်တိုင်လျှောက်ရတာပါမင်းတကယ်ပဲမကူညီဘူးလားစီကံမရှိတဲ့အလုပ်ကိုကျွန်တော်မကူညီနိုင်ဘူးကောင်းပြီငါဒီနှစ်မှာမင်းမိသားစုကိုကူညီခဲ့တာမှားသွားတယ်လို့ပြောပြီးသူလှည့်ထွက်သွားတယ်ကျွန်တော်မလိုက်သွားပါဘူးလင်ဝန်ရောက်လာပြီးဘာမှမဖြစ်ဘူးမလားလို့မေးတယ်ဘာမှမဖြစ်ပါဘူးသူကဒီတိုင်းနဲ့တော့လက်လျှော့မှာမဟုတ်ဘူးလို့ပြောတော့သူလျှောက်ရမယ့်လမ်းကိုသူပဲလျှောက်ပါစေတော့လို့ပြန်ဖြေလိုက်တယ်ဦးလေးရဲ့ဒုတိယအဆင့်ကတော့ပတ်စံချေးဖို့ပါပဲဆွေမျိုးတွေကိုလိုက်ချေးတယ်အရင်ကပူပေါင်းခဲ့တဲ့လက်ကသမားတွေကိုလိုက်ချေးတယ်အစတုန်းကတော့သူအရင်ကအောင်မြင်ခဲ့ဘူးတော့လူတချို့ကနည်းနည်းပါးပါးချေးပေးကြတယ်
ဒါပေမဲ့နောက်ပိုင်းသူကရေတိုလှည့်ဖို့မဟုတ်ပဲအကျွေးတွေပိုပိုတိုးလာတာကိုသိလာကြတယ်စားတောက်ဆိုင်ရဲ့ရော်ချင်းငွေကပေးရမယ်စစ်စေးရေးကဒဏ်ရိုက်တာပေးရမယ်ကုန်တယ်တွေကိုပေးရမယ်ဘန်တိုးတွေကလည်းဖိစီးနေတယ်တဲတွေမှာလည်းယောဂါတွေကျနေတယ်ပြိုးပင်တွေကလည်းထမထွက်လာတော့ဘူးဟန်လီလည်းမခံနိုင်တော့ဘူးအရင်ကတဲစီမန်တာလွယ်တယ်ထင်ခဲ့ပေမဲ့အခုတော့ပြဿနာတွေတက်လာပြီသူကဦးလေးကိုနေတိုင်းအစဲခံရတယ်ထောက်တယ်တွေရဲ့ဖိအားတွေခံရတယ်တရက်ညမှာသူကျွန်တော်စီတိတ်တိတ်လေးလာတယ်ကျွန်တော်စရင်မှတ်နေတော့သူတကားဝမှာရောက်နေတယ်မျက်နာကအယမ်းပြက်နေတယ်အကိုရေကူညီပါဦးကျွန်တော်အဖေတဲကိုကယ်ပေးပါဦးမင်းတို့အခုပြဿနာကတဲတစ်ခုတည်းမဟုတ်ဘူးကျွန်တော်အရင်ကမှားခဲ့တာတွေရှိပေမဲ့ကျွန်တော်အဖေခုတကယ်ကိုမနိုင်တော့ဘူးအဲ့ဒီတခွာသည်ခရမ်းကျင်သီးတွေကိုမရှင်းရင်အကုန်လုံးပျက်စီးတော့မှာအကုန်လုံးပြီးဆုံးသွားလိမ့်မယ်အသီးနှံမပြည့်စုံတဲ့အတုပ်ကိုမင်းတို့ရှင်းပြီးပြီလားသူဘာမှပြန်မပြောနိုင်ဘူးကျွန်တော်သူ့ကိုငေးကြည့်နေတယ်မင်းတို့အဖေကိုကယ်ချင်ရင်ပထမဆုံးလုပ်ရမှာကလိန်ညာတာကိုရက်လိုက်ဖြက်စီးရမှာတွေကိုဖြက်စီးရော်ပေးရမှာတွေကိုရောရက်ထားရမှာတွေကိုရက်လိုက်ဒါမှမဟုတ်ရင်ငါတို့အိမ်ကပြီးသွားလိမ့်မယ်မင်းတို့မိသားစုကအခုမှပြီးတာမဟုတ်ဘူးအရင်ကတည်းကတခြားသူတွေအဆင်ပြေရင်ကိုလည်းအဆင်ပြေမယ်လို့ထင်ပြီးဒီလမ်းပေါ်ကိုရှောက်လာခဲ့ကြတာပဲမင်းတို့ငါ့ကိုအယမ်းမုန်းနေတာလားမမုန်းပါဘူးဒါပေမဲ့မင်းတို့ကိုကျွန်တော်ပေါ်နေပြီးတက်လာခွင့်မပေးနိုင်ဘူးသူထွက်သွားတယ်သူကြောပြင်ကကွေးညွတ်နေတယ်သူနောက်ဆုံးမှနောင်တရသွားပြီဆိုတာကျွန်တော်သိတယ်ဒါပေမဲ့နောင်တရယုံနဲ့အကျွေးတွေဆက်လို့မရဘူးပုတ်သွားတဲ့ဟင်းသီးဟင်းရွက်တွေကပြန်ကောင်းမလာနိုင်ဘူးຫນွေဦးကအယမ်းမြန်မြန်ရောက်လာတယ်ကျွန်တော်ရဲ့ဒုတိယအတုပ်ဟင်းသီးဟင်းရွက်တွေဈေးကွက်ဝင်လာချိန်မှာကျွန်တော်ခြံကတခြားလယ်သမားတွေနဲ့ပူးပေါင်းဆောင်ရွက်မှုတွေလုပ်ထားပြီးစိုက်ပျိုးရေးအစီအစဉ်တွေတပြေးညီလုပ်တယ်စစ်ဆေးမှုတွေတပြေးညီလုပ်တယ်ထုတ်ပိုးမှုတွေတပြေးညီလုပ်တယ်အော်ဒါတွေကကျောင်းကနေစပြီးမြို့နယ်ကစားတောက်ဆိုင်တွေအထိတိုးချဲ့လာခဲ့တယ်ကျွန်တော်ခြံကိုကုမ္ပဏီအဖြစ်မှတ်ပုံတင်လိုက်တယ်နာမည်ကရိုးရိုးလေးပါဟန်တိန်အော်ဒါစိုက်ပျိုးရေးကုမ္ပဏီလို့ပေးလိုက်တယ်လုပ်ငန်းလိုင်စင်ရတဲ့နေ့မှာပဲအဖေကအဲ့ဒီစာရွက်ကိုကင်ပြီးအကြာကြီးကြည့်နေတယ်တကယ်ကောင်းတယ်တဲ့အဖေကမျက်ရည်လေးတွေဝဲပြီးအရင်တုန်းကလက်သမားတွေကကုမ္ပဏီအဖြစ်လုပ်နိုင်လိမ့်မယ်လို့မထင်ခဲ့ဘူးနောက်ဆိုအကုန်လုံးပိုကောင်းလာမှာပါလို့ပြောလိုက်တယ်အရေးသွေးကိုထိမ့်သိမ့်ဖို့အတွက်ကျွန်တော်အစင်းစင်းခွဲခြားမှုတွေလုပ်တယ်ပထမတန်းစားအရွက်တွေကိုကျောင်းနဲ့စားတောက်ဆိုင်ကိုပို့တယ်ဒုတိယတန်းစားတွေကိုရက်ကွက်တွင်အစုလိုက်ဝယ်တဲ့သူတွေကိုပို့တယ်ကျန်တဲ့အရွက်တွေကိုတော့အစာကျွေးဖို့သို့မဟုတ်အချင်းဖောက်ဖို့အတွက်မွေးမြူရေးသမားတွေကိုချိတ်ဆက်ပေးတယ်စည်ရင်းစရာတွေအားလုံးကရှင်းရှင်းလင်းလင်းပဲကျွန်တော်နဲ့အတူလုပ်တဲ့မိသားစု၅စုကိုတစ်ပတ်တစ်ခါငွေရှင်းပေးတယ်ပထမဆုံးအကြိမ်ငွေရှင်းပေးတဲ့နေ့မှာအတော်ဝန်ကငွေ2300ကိုကင်ပြီးလက်တွေတုံနေတယ်ဟန်ရဲ့ဒါကတပတ်စာကျမရတဲ့အမျက်လားတဲ့ကုန်ကြစရိတ်တွေနှုတ်ပြီးသားအသားတင်ဝင်ငွေပါလို့ပြောလိုက်တော့သူငိုချလိုက်တယ်ငါယောက်ျားဆေးဖို့အတွက်အဆင်ပြေသွားပြီတဲ့ကျွန်တော်ရုတ်တရက်နားလဲသွားတယ်ကျွန်တော်လှုပ်ချင်တာကကိုယ်တိုင်အောင်မြင်ဖို့လောက်မဟုတ်ဘူးဒီလမ်းကြောင်းကိုသာအဆင်ပြေအောင်လုပ်ပေးနိုင်ရင်လူတော်တော်များများပြင်ပန်းတဲ့တန်ကနေတက်တာသွားလိမ့်မယ်အင်ဂျင်နီယာကြောက်ကကူညီပေးတဲ့မြို့နယ်စံပြစီမံကိန်းကလည်းခွင့်ပြုချက်ရလာပြီမြို့နယ်ကနေအထောက်ပံ့တွေရလို့ရေခဲတက်တာတွေနဲ့စစ်ဆေးရေးကိရိယာတွေဝယ်ဖို့ပတ်စံအဆင်ပြေသွားတယ်မြို့နယ်စိုက်ပျိုးရေးဌာနကလာရောက်လေ့လာကြတယ်သတင်းထောက်တွေကလည်းရောက်လာကြတယ်ဟန်ရဲ့ခမ ्या ဘာလို့အော်ဒါစိုက်ပျိုးရေးလုပ်ချင်ရတာလဲလို့မေးတယ်ဘာလို့လဲဆိုတော့အရင်တုန်းကအော်ဒါမရှိပဲစိုက်ခဲ့ရတဲ့ဒုက္ခကိုသိလို့ပါလယ်သမားတွေကပင်ပန်းတာမကြောက်ပါဘူးပင်ပန်းတလောက်အကျိုးမရမှာကိုပဲကြောက်တာပါအော်ဒါစိုက်ပျိုးရေးကစားသူတွေကိုအာမခံချက်ပေးတယ်လို့စိုက်သူတွေကိုလည်းတည်ငြိမ်တဲ့မျှော်လင့်ချက်ကိုပေးပါတယ်လို့ဖြေလိုက်ပါတယ်ကျွန်တော်ခြံအတွက်ကုမ္ပဏီတစ်ခုမှတ်ပုံတင်လိုက်တယ်နာမည်ကရိုးရိုးလေးပါပဲရဲချမ်းအော်ဒါစိုက်ပျိုးရေးကုမ္ပဏီလီမိတက်တဲ့လုပ်ငန်းလိုင်စင်ရတဲ့နေ့ကအဖေဟာအဲ့ဒီလိုင်စင်ကိုအကြာကြီးကြည့်နေခဲ့တယ်အခုတော့မင်းလဲတထေးဖြစ်နေပြီပေါ့တထေးပေါက်စလေး3ယောက်တောင်ရှိနေပြီလို့အဖေကပြောတယ်တကယ်ကောင်းတာပဲငါတို့ဟန်မိသားစုထဲမှာလည်းလဲစိုက်တာကိုကုမ္ပဏီအဖြစ်ပြောင်းလဲနိုင်တဲ့သူရှိလာပြီလို့အမေကလည်းဝမ်းသာအားရပြောတယ်အမေနောက်ဆိုရင်ပို့ပြီးတော့တောင်ကောင်းလာအောင်မှာပါလို့ကျွန်တော်ပြောလိုက်တယ်အရေးသွေးကိုထိမ့်သိမ့်ဖို့အတွက်ကျွန်တော်ဟင်းသီးဟင်းရွက်တွေကိုအဆင့်ခွဲခြားမှုတွေစတင်လှုပ်ဆောင်ခဲ့တယ်ပထမတန်းစားဟင်းသီးဟင်းရွက်တွေကိုကျောင်းတွေနဲ့လက်ဆက်တဲ့စားတောက်ကုန်ဆိုင်တွေကိုပို့တယ်ဒုတိယတန်းစားတွေကိုတော့ရက်ကွက်တွင်အစုလိုက်ဝယ်ယူတဲ့သူတွေစီပို့တယ်ဘေးအစွန်ဖျားကအရွက်တွေကိုလည်းအလားအသမဖြစ်စေပဲမွေးမြူရေးသမားတွေစီအစာဖြစ်ပေးဖို့ဒါမှမဟုတ်အချင်းဖောက်ဖို့အတွက်ဆက်သွယ်ပေးတယ်စည်ရင်းစရာတွေအားလုံးကိုလည်းရှင်းရှင်းလင်းလင်းဖြစ်အောင်လုပ်ထားတယ်ကျွန်တော်နဲ့အတူလုပ်ကိုင်နေတဲ့မိသားစု၅စုကိုတစ်ပတ်တစ်ခါငွေရှင်းပေးတယ်ပထမဆုံးအကြိမ်ငွေရှင်းပေးတဲ့နေ့မှာအတော်ဝန်ဟာငွေ2300ကိုကင်ထားရင်းလက်တွေတောင်တုံနေခဲ့တယ်ဟန်ရဲ့ဒါကတကယ်ပဲအတော်တစ်ပတ်အတွင်းရှာနိုင်ခဲ့တဲ့ငွေလားတဲ့ကုန်ကြစရိတ်တွေနှုတ်ပြီးသားအသားတင်ဝင်ငွေပါလို့ကျွန်တော်ဖြေလိုက်တယ်ငါယောက်ျားဆေးဖို့အတွက်အဆင်ပြေသွားပြီလို့သူကဝမ်းသာမျက်ရည်ကျရင်ပြောတယ်အဲ့ဒီအခိုက်အတန့်မှာကျွန်တော်ရုတ်တရက်နားလဲသွားခဲ့တယ်ကျွန်တော်လှုပ်ချင်တာကကိုယ်တိုင်အောင်မြင်ဖို့လောက်တင်မဟုတ်ဘူးဒီလမ်းကြောင်းသာအဆင်ပြေသွားရင်လူတော်တော်များများပင်ပန်းဆင်းရဲတဲ့ဒဏ်ကနေတက်တာသွားနိုင်မယ်ဆိုတာကိုပါအင်ဂျင်နီယာကြောက်ကူညီလျှောက်ထားပေးတဲ့လူငယ်စိုက်ပျိုးရေးစံပြစီမံကိန်းကလည်းခွင့်ပြုချက်ကျလာခဲ့တယ်မြို့နယ်ကနေအေးခန်းစနစ်တွေနဲ့စစ်ဆေးရေးကိရိယာတွေဝယ်ယူဖို့အတွက်ထောက်ပံ့ကြေးတစ်စိတ်တစ်ပိုင်းပေးအပ်ခဲ့တယ်ခရိုင်စိုက်ပျိုးရေးဦးစီးဌာနကလာရောက်လေ့လာကြသလိုသတင်းထောက်တွေလည်းရောက်လာကြတယ်တထေးဟန်ရဲ့ဘာဖြစ်လို့အော်ဒါစိုက်ပျိုးရေးကိုလုပ်ချင်ခဲ့တာလဲလို့သတင်းထောက်ကမေးတယ်အရင်တုန်းကအော်ဒါမရှိပဲစိုက်ပျိုးခဲ့ရတဲ့ဒုက္ခတွေကိုကျွန်တော်ခံစားခဲ့ရဘူးလို့ပါလယ်သမားတွေကပင်ပန်းတာကိုမကြောက်ကြပါဘူးတစ်နှစ်ပတ်လုံးပင်ပန်းလုပ်ခဲ့ရပြီးမှဈေးကွက်ထဲမှာဈေးတွေရုတ်တရက်ထိုးကျသွားမှာကိုပဲကြောက်ကြတာပါအော်ဒါစိုက်ပျိုးရေးစနစ်ကရုတ်တရက်ကြီးပွားချမ်းသာဖို့အာမမခံနိုင်ပေမဲ့ကြိုးစားစိုက်ပျိုးနေသူတွေအတွက်တည်ငြိမ်တဲ့မျှော်လင့်ချက်တစ်ခုကိုတော့ပေးစွမ်းနိုင်ပါတယ်လို့ကျွန်တော်ဖြေကြားခဲ့တယ်ဒီအင်တာဗျူးထုတ်လွှင့်ပြီးသွားတဲ့နောက်မှာကျွန်တော်ရဲ့ခြံကပိုပြီးနာမည်ကြီးလာခဲ့တယ်ခရိုင်မြို့ပေါ်ကကွင်းဆက်စူပါမားကတ်တစ်ခုကကျွန်တော်စီဆက်သွယ်လာပြီးနေ့စဉ်ခုဆွတ်တဲ့ဟင်းသီးဟင်းရွက်တွေကိုသူတို့ဆိုင်မှာတင်ရောင်းချင်တယ်လို့ပြောလာတယ်သူတို့ဘက်ကဝယ်ယူရေးတာဝန်ခံရဲ့နာမည်ကကျိုးဖြစ်ပြီးသူကအလုပ်ကိုတော်တော်လေးတိကျတေချာစွာလုပ်တတ်သူပါတထေးဟန်ကျွန်တော်တို့ကဇလန်းတွေမလိုချင်ဘူးထောက်ပံ့ပေးနိုင်စွမ်းရဲ့စစ်ဆေးမှုစနစ်ရဲ့ရောင်းချပြီးနောက်ပိုင်းတာဝန်ယူနိုင်စွမ်းတွေကိုပဲကြည်တာပါလို့သူကပြက်ပြက်တတပြောတယ်
အတော်ပဲကျွန်တော်လဲဇလန်းတွေမရောက်ပါဘူးဟင်းသီးဟင်းရွက်တွေပဲရောင်းတာပါလို့ကျွန်တော်တုံ့ပြန်လိုက်တယ်စာချုပ်ချုပ်ဆိုပြီးနောက်ကျွန်တော်ကားမောင်းပြီးရွာကိုပြန်လာခဲ့တယ်ဦးလေးရဲ့ခြံရှိကနေဖြတ်သွားတဲ့အခါကျွန်တော်ကားကိုအရှိန်လျှော့လိုက်မိတယ်တစ်ချိန်ကစီကားခဲ့တဲ့တဲကြီးတွေထဲမှာအခုတော့တဲနှလုံးကဟာလာဟင်းလင်းဖြစ်နေပြီပလတ်စတစ်မိုးကာတွေပေါက်ပြဲနေပြီးလေတိုက်တဲ့အခါတစ်ဖြက်ဖြက်နဲ့မြည်နေတယ်ဦးလေးကတကားဝမှာစောင့်ကြောက်ထိုင်ပြီးစစ်လိတ်တောက်နေတာကိုကျွန်တော်မြင်လိုက်ရတယ်သူလဲကျွန်တော်ကိုမြင်သွားတယ်ကျွန်တော်တို့ရဲ့အကြည့်တွေကကားမှန်ကနေတဆင့်စုံသွားပေမဲ့သူကအရင်ဆုံးအကြည့်လွယ်သွားခဲ့တယ်အဲ့ဒီအချိန်မှာကျွန်တော်ရုတ်တရက်သဘောပေါက်သွားတယ်လူတစ်ယောက်တကယ်ရှုံးနေသွားတဲ့အခါပတ်စံမရှိတာထက်စာရင်တင့်ကိုရင်ဆိုင်ကြည့်ဖို့တောင်တတိမရှိတော့တာပါပဲဒါပေမဲ့သူ့ရဲ့ဆိုးရွားလာတဲ့စက်သိန်းကအောက်ခြေထိမရောက်သေးပါဘူးခရိုင်မြို့ပေါ်ကစားတောက်ဆိုင်ကုမ္ပဏီရဲ့တရားစွဲဆိုမှုကအမိန့်ချလိုက်ပြီလေဦးလေးကအမှုရှုံးသွားတဲ့အတွက်စာချုပ်ဖောက်ဖျက်မှုရော်ချင်းငွေစစ်ဆေးမှုကုန်ကျစရိတ်တွေနဲ့ဆုံးရှုံးမှုတချို့အတွက်စုစုပေါင်း9,600,000ရော်ကြေးပေးရမယ်ဒဏ်ငွေတွေစိုက်ပျိုးရေးသုံးပစ္စည်းကျွေးတွေဒဏ်ချင်းငွေတွေနဲ့ပါပေါင်းလိုက်ရင်သူဘလို့မှပြန်မဆက်နိုင်တော့ပါဘူးသူ့ရဲ့ခြံကစက်ကရိယာတချို့ချိတ်ပိတ်ခံလိုက်ရပြီးတဲယူပို့ဆောင်ရေးကား2စီးလဲအသိမ်းခံလိုက်ရတယ်အိမ်ကတိုက်ခတ်အိမ်လေးပါတရားရုံးကနေလေလံပြစ်မဲ့စရင်နဲ့ပါသွားတယ်အဆိုးရွားဆုံးကတော့သူဟာတရားရုံးရဲ့အမိန့်ကိုမလိုက်နာတဲ့နာမည်ပြက်စရင်နဲ့ထည့်သွင်းခံလိုက်ရတာပါပဲငွေအများကြီးသုံးစွဲခွင့်မရှိတော့သလိုဗန်ချင်းငွေလည်းယူလို့မရတော့ဘူးအပြင်ထွက်ပြီးစီးပွားရေးအလုပ်သွားပြောရင်လည်းတခြားသူတွေကစစ်ဆေးကြည့်လိုက်တာနဲ့ချက်ချင်းတီးသွားတော့မှာပါသူအမြဲတမ်းပါဇက်ဖျားမှာပြောလို့ရှိတဲ့ကြံ့ကိုတဘာဝအစိမ်းရောင်ချမ်းဆိုတာကြီးကလုံးဝကိုဟာတာတစ်ခုဖြစ်သွားခဲ့ပါပြီဆွေမျိုးတွေကလည်းသူ့ကိုစတင်ရှောင်ဖယ်လာကြတယ်ပစ္စည်းသွင်းတဲ့သူတွေကအိမ်ပေါက်ဝအထိလာပြီးအကျွေးတောင်းကြတယ်လက်ကားသမားတွေကလည်းသူ့ကိုဆက်ပြီးအလုံးမလုပ်တော့ဘူးရွာထဲကလူတွေကသူ့အကြောင်းပြောရင်တောင်ခေါင်းခါကြတယ်ဟန်ကြံ့ကော်ကအရန်လောဘကြီးတာအစတုန်းကဟန်ရဲလိုတော်တဲ့သူတယောက်ရှိနေရဲ့နဲ့သူ့ကိုမောင်းထုတ်ခဲ့တယ်မောင်းထုတ်တာကထားပါတော့သူကိုယ်တိုင်ကလည်းလမ်းမှန်မလျှောက်ခဲ့တော့အခုလိုအခြေအနေမျိုးရောက်သွားတာမတရားဘူးလို့မဆိုတာဘူးလို့ဝိုင်းပြောကြတယ်ဒီစကားတွေကဦးလေးရဲ့နားထဲကိုရောက်သွားတဲ့အခါဒဏ်ငွေထက်တောင်ပိုပြီးနာကျင်စေခဲ့တယ်သူကမျက်နှာကိုအရန်လေးထားတဲ့သူဆိုတော့အခုလိုမျက်နှာတွေတဆက်စီစုပ်ဖြဲခံလိုက်ရပြီးရွာသူရွာသားတွေရှိမှအဆက်ကွဲရတာကိုဘလို့မှမခံစားနိုင်ပါဘူးကျွန်တော်ဦးလေးကောင်းငုံနေတာကိုတတိယအကြိမ်မြင်တွေ့ခဲ့ရတာကတရားရုံးပေါက်ဝမှာပါအဲ့ဒီနေ့ကကျွန်တော်ခရိုင်မြို့ပေါ်ကိုစူပါမားကတ်နဲ့စာချုပ်သွားချုပ်တာပါအပြင်ကိုထွက်လာတော့သူလှေကားထစ်ပေါ်မှာထိုင်နေတာကိုမြင်လိုက်ရတယ်စပင်းတွေတော်တော်များများဖြူသွားပြီးအဝတ်စားတွေကလည်းတွန့်ကျင်နေတယ်ဟန်လီကသူ့ဘေးမှာရက်နေပြီးမျက်လုံးတွေနီးရဲနေတယ်သူတို့ဇက်သိမ်းပိုင်းဆိုင်ရာဌာနကနေအခုလေးတင်ထွက်လာကြတာပါကျွန်တော်ဒီတိုင်းထွက်သွားဖို့လုပ်ပေမဲ့ဦးလေးကကျွန်တော်ကိုလှမ်းခေါ်လိုက်တယ်ဟန်ရဲ့မင်းနိုင်သွားပါပြီတဲ့ကျွန်တော်ကခမည်းနဲ့ပြန်ပွဲဝင်နေတာမဟုတ်ပါဘူးလို့ပြန်ပြောလိုက်တယ်ဟုတ်ပါတယ်မင်းကငါနဲ့တခါမှမပြန်ခဲ့ပါဘူးငါကိုယ်တိုင်ကသာမျိုးဆက်တစ်တယောက်ဖြစ်တဲ့မင်းကငါ့ကိုမကြော်လွန်သင့်ဘူးလို့အမြဲတွေးနေခဲ့တာပါမင်းမှာနီးပညာရှိရင်ငါအတွက်ပဲသုံးရမယ်လို့ငါထင်ခဲ့တယ်ငါကဦးလေးဖြစ်တဲ့အတွက်မင်းကို30ပေးလိုက်ရင်မင်းကျေးဇူးတင်တယ်လို့ငါထင်ခဲ့တယ်ဟန်လီကမင်းရဲ့စည်ရင်စရာတွေကိုတင်ယူလိုက်ရုံနဲ့မင်းနေရာကိုအစားထိုးနိုင်မယ်လို့ငါထင်ခဲ့တာအခုတော့ငါသိသွားပါပြီငါမှားသွားတယ်လို့ဦးလေးကပြောတယ်အဲ့ဒီအရေးသွေးမမီတဲ့ဟင်းသီးဟင်းရွက်တွေကိုဘာဖြစ်လို့ဆက်ရောင်းခဲ့တာလဲထုတ်ပိုးမှုပေါ်မှာဘာလို့ဓာတုကင်းစင်နေဆိုပြီးရှောက်ရိုက်နေခဲ့တာလဲဖောက်တယ်ကပစ္စည်းလက်မခံဘူးဆိုတာနဲ့ဘာဖြစ်လို့တခြားလူကိုအပြစ်ပုံချဖို့အရင်ဆုံးစဉ်းစားခဲ့တာလဲဒီနေ့ခမအမားကိုဝန်ခံတာကငွေမရှုံးတင်ဘူးလို့ထင်လို့လားဒါမှမဟုတ်လူတွေကိုမလှည့်စားတင်ဘူးလို့ထင်လို့လားလို့ကျွန်တော်ပြန်မေးလိုက်တယ်အကိုကျွန်တော်မှားမှန်းသိပါပြီနောက်မဆိုင်တော့ပါဘူးအပြင်ထွက်ပြီးအလုတ်ကျန်းလုပ်ရင်းအကျွေးတွေကိုဖြည်းဖြည်းချင်းပြန်ဆက်ပါတော့မယ်လို့ဟန်လီကဝင်ပြောတယ်အကျွေးဆက်ချင်ရင်ရိုးရိုးတသားလုပ်ပါဖြက်လန်းကနေတွားဖို့မစင်စားနဲ့တော့လို့ကျွန်တော်ဆုံးမလိုက်တယ်ဟန်ရဲ့မင်းအခုတော်တော်အောင်မြင်နေပြီပဲမင်းဦးလေးကိုလက်တွဲခေါ်ပါအောင်ငါအစုရှယ်ရမလို့ချင်ပါဘူးအမျက်လည်းမခွဲချင်ပါဘူးမင်းရဲ့ခြံမှာငါ့ကိုအလုပ်လုပ်ခွင့်လေးပေးပါတကားဆောင်ရလဲရတယ်ချင်းတောင်းတွေတဲရလဲရပါတယ်လို့ဦးလေးကတောင်းဆိုတယ်ဦးလေးကျွန်တော်ခမည်းကိုအလုပ်ခန့်မှာမဟုတ်ဘူးလို့ပြက်ပြက်တသားညင်လိုက်တယ်ဘာဖြစ်လို့လဲတဲ့ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်ခြံမှာအရေးကြီးဆုံးကမြေကြီးမဟုတ်တလို့တဲလည်းမဟုတ်ဘူးစီကန်းချက်တွေကအရေးကြီးဆုံးမို့လို့ပါပဲခမည်းကအခုထိစီကန်းကိုလေးစားရကောင်းမှန်းမသိသေးဘူးကျွန်တော်နောက်ကိုလိုက်လုံနေတဲ့လယ်သမားတွေကိုအမှားလုံးမိရင်တော့ငိုပြလိုက်တာနဲ့ဆွေမျိုးတော်ဆက်မှုကိုအတုံးချလိုက်တာနဲ့ပြန်ဝင်လာလို့ရတယ်ဆိုတဲ့အထင်မျိုးအဖြစ်မခံနိုင်ဘူးလို့ရှင်းပြလိုက်တယ်မင်းကတကယ်ကိုရက်ဆက်တာပဲလို့သူကပြောတယ်ကျွန်တော်ခမည်းကိုလက်စားချီနေတာမဟုတ်ဘူးဒုက္ခရောက်နေသူကိုလည်းထပ်ပြီးတွန်းချမှာမဟုတ်ဘူးဒါပေမဲ့ကျွန်တော်ရဲ့ခြံကိုတော့ကျွန်တော်ကာကွယ်ရမယ်ကျွန်တော်ကိုယုံကြည်တဲ့သူတွေကိုကာကွယ်ရမယ်လို့ပြောပြီးကျွန်တော်လှည့်ထွက်လာခဲ့တယ်နောက်ကျောဘက်စီကနေဦးလေးရဲ့အတန်တိတ်ငိုကြွေးတန်ကိုကြားနေရပေမဲ့ကျွန်တော်နောက်လှည့်မကြည့်ခဲ့ပါဘူးကျွန်တော်ရက်ဆက်တာမဟုတ်ပါဘူးလူတစ်ယောက်ဟာဆွေမျိုးဆိုတဲ့တန်ရောစင်တစ်ခုအတွက်နဲ့ကိုရှွန့်လွန်တဲ့ကိုပြန်မဆွဲချတင်ဘူးဆိုတာကိုကျွန်တော်အသေးချာနားလည်သွားလို့ပါလူဆိုးတွေဆိုးရွားတဲ့စက်သိန်းကိုရင်ဆိုင်ရတာဟာတခြားသူတွေကတွန်းချလိုက်လို့မဟုတ်ပါဘူးစီကန်းချက်တွေစတင်တက်ဝင်လာတာနဲ့အမျှသူတို့ရဲ့အမြင်ချင်းမြောင်းတဲ့ခြေလမ်းတိုင်းအတွက်သူတို့ကိုယ်တိုင်ပေးဆက်ရတာပါပဲနောက်ဆုံးတော့ဦးလေးတို့မိသားစုဟာအိမ်ကိုဆက်မထိန်ထားနိုင်ခဲ့ပါဘူးတရားရုံးကလေလံပြစ်တဲ့နေ့မှာအမေကတက်ပြင်းရှည်ကြီးချရင်ဘလို့ပဲဖြစ်ဖြစ်ဆွေမျိုးတွေပဲလေလို့ပြောရှာတယ်ကိုယ်တိုင်လုပ်ခဲ့တာပဲဘယ်သူမှကယ်လို့မရဘူးလို့အဖေကမှတ်ချက်ချတယ်ဦးလေးတို့ပြောင်းရွှေ့သွားတဲ့နေ့မှာရွာထဲကလူတော်တော်များများတွေ့လိုက်ကြတယ်သူတို့အိမ်ရဲ့ခြေတကားကတစ်ချိန်ကတော်တော်လေးခမ်းနားခဲ့ပြီးတကားဝမှာကြောက်ချင်းသေးနှစ်ကောင်တောင်ရှိခဲ့တာပါအရင်တုန်းကနှစ်တစ်ကူးချိန်ဆိုရင်သူကတကားဝမှာရက်ပြီးဆေးလိပ်တွေလိုက်ဝေရင်သူများတွေကသူဘလောက်တော်ကြောင်းချီးကျူးတာကိုနားထောင်ရတာအနှစ်သက်ဆုံးပဲလေအခုတော့တကားဝမှာပြောင်းရွှေ့ဖို့ထုတ်ပိုးထားတဲ့အိတ်တွေနဲ့အပြည့်ဖြစ်နေပြီဟန်လီကခီးဆောင်အိတ်ကိုလွယ်ပြီးနေဝေးကစက်ယုံမှာအလုပ်သွားလုပ်ဖို့ပြင်ဆင်နေတယ်အတော်ကြီးကတော့သုံးမိဆိုင်ကယ်ပေါ်မှာထိုင်ပြီးမျက်လုံးတွေဖောင်းအနေအောင်ငိုနေရှာတယ်ဦးလေးကအဲ့ဒီအိမ်ကြီးကိုနောက်ဆုံးတစ်ချက်လှမ်းကြည့်လိုက်ပြီးသူ့တကိုယ်လုံးအားအိမ်တွေကုန်ခန်းသွားတယ်လို့ဖြစ်နေတယ်သူတို့တွေခရိုင်မျိုးစုံကအိမ်ဟောင်းလေးတစ်ခုကိုငှားပြီးပြောင်းသွားကြတယ်လို့ကြားရတယ်
ခြံထဲကကြံနေတဲ့တဲတွေကိုတော့တရားရုံးကနေနေဝေးကစိုက်ပျိုးရေးကုမ္ပဏီတစ်ခုစီလွှဲပြောင်းပေးလိုက်တယ်။ကြံ့ကော်တဘာဝအစိမ်းရောင်ခြံဆိုတဲ့ဆိုင်းဘုတ်ကြီးလည်းဖြုတ်ချခံလိုက်ရပြီးမြေကြီးပေါ်ပစ်ချခံထားရကနေပူတယ်။လေထဲမှာပြစ်ပယ်ထားခြင်းခံလိုက်ရတယ်။နောက်ပိုင်းမှာဦးလေးကအလုတ်ချိန်လိုက်ရှာသေးတယ်။လက်ကားဈေးကွက်ကိုသွားပေမဲ့ဘယ်သူမှအလုံးမခံဘူး။တခြားသူတွေရဲ့ခြံတွေကိုသွားတဲ့အခါမှာလည်းသူ့နာမည်ကိုကြားတာနဲ့လူတွေကခေါင်းခါကြတယ်။ခမ ्या ကဓာတုကင်းစင်တစိမ့်တွေရှောက်ကတ်ခဲ့တဲ့ဟန်ကြံ့ကိုမဟုတ်လား။ထားလိုက်ပါတော့ကျွန်တော်တို့ခမ ्या ကိုမငှားရဲပါဘူးလို့ညင်းကြတယ်။နာမည်ကောင်းဆိုတာတစ်ချိန်ကွဲကြေသွားပြီဆိုရင်ဖန်ကွဲဆက်ထက်တောင်ပြန်ဆက်ဖို့ပိုခက်ခဲတယ်ဆိုတာကိုသူအခုမှတကယ်တမ်းနားလေသဘောပေါက်သွားပါပြီ။ဟန်လီကတော့တကယ်ကိုပြောင်းလဲသွားခဲ့ပြီးသူနေဝေးကစက်ယုံမှာ6လလောက်သွားအလုပ်လုပ်ပြီးအကျွေးတချို့ကိုပြန်ဆက်နိုင်ခဲ့တယ်။တခါတလေမျိုးထဲမှာကျွန်တော်နဲ့ဆုံဖြစ်တော့သူကနေလောင်ပြီးအသားတွေမဲနေပေမဲ့ပိုပြီးတည်ငြိမ်ရင်းကျက်လာတာကိုတွေ့ရတယ်။အကိုကျွန်တော်အဖေကအခုဒေါသတွေတော်တော်ရော့သွားပါပြီ။ဒါပေမဲ့နေတိုင်းနောက်တရနေတာပဲ။အရင်တုန်းကသာမင်းကို15သိန်းပေးခဲ့ရင်ဒါမှမဟုတ်10သိန်းပဲပေးခဲ့ရင်တော့ကိစ္စတွေဒီလိုဖြစ်လာမှာမဟုတ်ဘူးလို့သူကအမြဲပြောနေတယ်လို့ဟန်လေးကပြောပြတယ်။သူအခုထိနားမလည်သေးဘူးပဲလို့ကျွန်တော်ပြောလိုက်တယ်။ဘာကိုဆိုလိုတာလဲတဲ့ပတ်စံပမာဏပြဿနာမဟုတ်ဘူး။သူကတခြားလူတွေကိုဘယ်တော့မှလုတ်ဖို့ကင်ဖက်လို့သဘောမထားခဲ့တယ်လို့စီကန်းချက်တွေကိုလည်းအလေးနဲ့မထားခဲ့လို့ပဲလို့ရှင်းပြလိုက်တယ်။ကျွန်တော်နားလည်ပါပြီအကို။နောက်ဆိုကျွန်တော်စိုက်ပျိုးရေးကိုအစကနေပြန်တင်ချင်ရင်အကိုတင်ပေးဦးမလားလို့သူကမေးတယ်။မင်းဆက်ရမယ့်အကျွေးတွေအကုန်ဆက်ပြီးလို့မြေကြီးဆိုတာလှည့်စားပြီးလှုပ်ရှားလို့ရတဲ့အရာမဟုတ်ဘူးဆိုတာကိုမင်းတကယ်နားလည်သွားတဲ့တနေ့ကျရင်ငါတင်ပေးပါမယ်လို့ပြန်ဖြေလိုက်တယ်။ကျေးဇူးတင်ပါတယ်အကိုတဲ့ကျွန်တော်ဘာမှဆက်မပြောတော့ပါဘူး။လူတွေကအမှားလုံးမိတတ်ကြပေမဲ့အမှားတိုင်းကချက်ချင်းခွင့်လွှတ်ခံရနိုင်တာတော့မဟုတ်ဘူးလေ။တချို့လမ်းတွေကိုတော့နာကျင်မှုကိုသိအောင်ကိုယ်တိုင်အဆုံးထိရှောက်ကြည့်ရတာပါပဲ။ကျွန်တော်နဲ့လင်ဝမ်တို့စစ်ဆက်တဲ့နေ့ကခြံအတွက်ခရိုင်တွေကចောင်းသုံးចောင်းကိုဟင်းသီးဟင်းရွက်ပူးတွဲထောက်ပံ့မဲ့စာချုပ်ကိုအတစ်ဆက်ဆက်ရထားတဲ့အချိန်မှာစာချုပ်ချုပ်ပြီးတာနဲ့အတစ်ဆောက်ထားတဲ့ပြိုးပင်တွေကိုသူ့ကိုခေါ်သွားပြတယ်။သူကအင်ဂျီအဖြူလေးဝတ်ထားပြီးပြိုးပင်တန်းလေးတွေကြားမှာရရင်လှလှပပလေးပြုံးနေတယ်။တထေးဟန်ကအခုတော့တော်တော်လေးစွမ်းနေပြီပဲတဲ့။ဆီယာမလင်ကအစောဆုံးရင်းနှီးမြှုပ်နှံခဲ့သူလေးလို့ပြောတော့ဒါဆိုငါရဲ့အမျက်ဝေစုကကော်လို့သူကမေးတယ်။ကျွန်တော်လက်စွပ်လေးထုတ်ပြလိုက်တယ်။လင်ဝမ်ငါကအခုထိတထေးကြီးမဖြစ်သေးပါဘူး။ခြံအတွက်ချင်းငွေတွေလည်းရှိနေသေးတယ်။အေးခန်းဆိုင်ကိုလည်းချက်ရအောင်မယ်။တမဝါရမအဖွဲ့ကိုလည်းဆက်ပြီးတိုးတက်အောင်လုပ်ရအောင်မယ်။ဒါပေမဲ့ငါတခုတော့အာမခံနိုင်တယ်။နောက်ဆိုရင်ဝင်လာမဲ့ငွေတပြားစီတိုင်းကတန်ရှင်းဖြူစင်နေရမယ်။ခြေလန်းတိုင်းကလည်းခိုင်မာတည်ငြိမ်နေရမယ်။ငါနဲ့အတူတူရှောက်လန်းဖို့မင်းသဘောတူနိုင်မလားလို့မေးလိုက်တယ်။နေ့ရက်လက်ထက်ခွင့်တောင်းတာကြီးကဘာလို့ project အစီရင်ခံစာလာဖက်ပြနေတယ်လို့ဖြစ်နေရတာလဲတဲ့အလုပ်ရဲ့ယောဂပါလေးလို့ပြောတော့ဒါဆိုလဲငါခွင့်ပြုလိုက်ပါပြီလို့သူကပြောပါတယ်။စစ်ဆက်ပွဲကိုအကြီးကြီးမလုပ်ပါဘူး။ရွာထဲကစားတောက်ဆိုင်လေးမှာပဲလုပ်တာပါ။တမဝါရမအဖွဲ့ဝင်တွေအကုန်လာကြတယ်။အတော်ဝန်ကသူကိုယ်တိုင်စိုက်ထားတဲ့ခရမ်းကျင်သီးလေးတွေတချင်းအပြည့်လက်ဆောင်လာပေးတယ်။အင်ဂျင်နီယာကြောက်ကစိုက်ပျိုးရေးနည်းပညာစာအုပ်တစ်စုံလက်ဆောင်ပေးတယ်။ဆိုင်ရှင်ကိုစုံကတော့ရိုးသားစွာစိုက်ပျိုးပါ။မှန်ကန်စွာနေထိုင်ပါဆိုတဲ့စာသားရေးထားတဲ့တစ်သားဆိုင်ပုတ်လေးတစ်ခုလက်ဆောင်ပေးတယ်။အဲ့ဒီနေ့ကဦးလေးမလာခဲ့ပါဘူး။သူလာလို့လည်းမရဘူးလေ။နာမည်ပြည့်စရင်ဝင်နေတဲ့ကန့်သက်ချက်တွေကြောင့်ခရိုင်မြို့ပေါ်တောင်တိတ်မထွက်ဖြစ်တော့ဘူးလို့ကြားတယ်။ဒါပေမဲ့ဦးလေးရဲ့ဇနီးဖြစ်သူကလူကြုံတဲ့အိတ်နီလေးတစ်ခုပေးလိုက်တယ်။ယူမလားလို့လင်ဝမ်ကမေးတော့ယူလိုက်ပါလို့ပြောလိုက်တယ်။ဖွင့်ကြည့်လိုက်တော့ပတ်စံနဲ့စာတိုလေးတစ်စောင်ပါလာတယ်။ရှောင်းရဲဦးလေးမင်းကိုတောင်းပန်ပါတယ်။အရင်တုန်းကဦးလေးကလူကြီးဆိုတော့အရာရာကိုငါပြောတာပဲဖြစ်ရမယ်လို့အမြဲတွေးခဲ့တယ်။အခုမှပဲလူဆိုတာအရန်လောဘမှကြီးတင်တယ်လို့ကိုတိတ်ခါကိုလည်းအပြတ်မခံတင်ဘူးဆိုတာသိလာရတော့တယ်။ဦးလေးမင်းကိုမျက်နှာပြစရာတော့မရှိတော့ပါဘူး။ခြံကိုသာတေချာအောင်မြင်အောင်လုပ်ပါ။ငါလိုတော့မလုံနဲ့လို့ရေးထားတယ်။နင်းစိတ်မကောင်းဖြစ်နေလားလို့လင်ဝမ်ကမေးတယ်။နည်းနည်းပါလို့ဖြေလိုက်တယ်။စိတ်ပျော့သွားပြီလားတဲ့။နောက်လှည့်မကြည့်တော့ပါဘူး။စိတ်ပျော့တာကအရင်မားတွေကိုပြန်လုပ်ဖို့မှမဟုတ်တာလို့ဖြေတော့နင်လုပ်တာမှန်ပါတယ်လို့သူကပြောတယ်။ဒုတိယနှစ်ဆောင်းဦးရာသီမှာရက်ချံအော်ရာစိုက်ပျိုးရေးခြံရဲ့တစ်နှစ်တာရောင်းအားက360ကိုကျော်လွန်သွားခဲ့တယ်။အသားတင်အမျက်ကတော့အပြင်လူတွေထင်ထားသလောက်အများကြီးမဟုတ်ပါဘူး။ဘာလို့လဲဆိုတော့ရလာတဲ့ငွေတော်တော်များများကိုခြံထဲပြန်ရင်းနှီးမြှုပ်နှံလိုက်လို့ပါ။လမ်းပြင်နဲ့အေးခန်းစနစ်တွေလုပ်တယ်။စစ်ဆေးရေးအခန်းလုပ်တယ်။တင်တန်းတွေပေးတယ်။အာမခံတွေထားတယ်။ပူပေါင်းပါဝင်တဲ့တောင်သူတွေကိုပါစိုက်ပျိုးရေးအာမခံတွေဝယ်ပေးလိုက်တယ်။တချို့ကနားမလည်ကြဘူး။ဟန်ရဲ့မင်းစီမှာအခုအော်ရာတွေဒီလောက်များနေတာအမျက်ကိုကိုယ့်လက်ထဲမှာပဲထားရင်မကောင်းဘူးလားတဲ့အန်ဒီရဲ့မကြုံရသေးခင်အချိန်မှာတော့အာမခံထားတာကငွေဖြုံးနေတယ်လို့ထင်ရလိမ့်မယ်။ဒါပေမဲ့အန်ဒီရဲ့တကယ်ကြုံလာတဲ့အခါအဲ့ဒါကအသက်ကယ်ဆေးဖြစ်သွားမှာပါလို့ရှင်းပြလိုက်တယ်။ဒီစကားကမကြခင်မှာပဲတကယ်ဖြစ်လာခဲ့တယ်။အဲ့ဒီနှစ်ဆောင်တွင်းမှာပတ်ဝန်းကျင်တစ်ဝိုက်မှာပိုးမွားယောဂါတွေအကြီးအကျယ်ကျရောက်ခဲ့တယ်။စိုက်ပျိုးသူအသေးစားလေးတွေတော်တော်များများဆုံးရှုံးမှုကြီးကြီးမားမားဖြစ်ကုန်တယ်။ကျွန်တော်တို့ကကြိုတင်သတိပေးချက်တွေရှိပြီးသားကာကွယ်ရေးတွေလည်းတပြေးညီလုပ်ထားတဲ့အတွက်ဆုံးရှုံးမှုကိုအနည်းဆုံးဖြစ်အောင်ထိန်းချုပ်နိုင်ခဲ့တယ်။အဲ့ဒီအချိန်ကြာမှပူးပေါင်းပါဝင်တဲ့တောင်သူတွေကစံချိန်စံညွှန်းရဲ့အရေးပါပုံကိုတကယ်လက်ခံသွားကြတယ်။ရှောင်းရဲအရင်တုန်းကတော့မင်းကကြီးများတယ်လို့အတော်ထင်ခဲ့တာအခုမှပဲအဲ့ဒီလိုတိကျတာကအသက်ကယ်နိုင်မှန်းသိတော့တယ်လို့အတော်ဝန်ကပြောတယ်။ခြံရဲ့အခြေအနေကပိုပြီးတည်ငြိမ်လာတယ်။မြို့နယ်ကလည်းကျွန်တော်တို့ခြံကိုကျေးလက်ဒေတာဖွံ့ဖြိုးတိုးတက်ရေးစံပြနေရအဖြစ်သတ်မှတ်လိုက်တယ်။ခရိုင်ရုပ်တံလိုင်းကလည်းအထူးအစီအစဉ်လာရိုက်ကူးတယ်။တထေးဟန်ရှင့်အနေနဲ့ကိုယ့်ရဲ့အောင်မြင်မှုတော့ချက်ကဘာလို့ထင်ပါသလဲလို့သတင်းထောက်ကမေးတယ်။တခြားသူတွေကိုလူနာမလဲသူတွေလို့သဘောမထားတာပါပဲ။ဖောက်တယ်တွေကိုလည်းလှည့်စားလို့ရတယ်လို့မထင်ဘူး။ပူပေါင်းပါဝင်တဲ့လက်သမားတွေကိုလည်းလှည့်စားလို့ရတယ်လို့မထင်ဘူး။ပြီးတော့မြေကြီးကိုလည်းလှည့်စားလို့ရတယ်လို့သဘောမထားဘူး။သူတို့ကိုတွားလှည့်စားရင်အနှင်းနဲ့အမြန်အဲ့ဒီအကျိုးဆက်ကိုကိုယ်ပဲပြန်ခံစားရမှာပါလို့ဖြေလိုက်တယ်။အဲ့ဒီအင်တာဗျူးထုတ်လွှင့်ပြီးတဲ့နောက်မှာလူတော်တော်များများကကျွန်တော်စကားပြောတာရိုးလုံးတယ်လို့ပြောကြတယ်။ဒါပေမဲ့ဒါဟာအမှန်ကန်ဆုံးသဘောတရားပဲလို့ကျွန်တော်ထင်ပါတယ်။နောက်ပိုင်းခရိုင်ကနေစိုက်ပျိုးရေးတင်နန်းတစ်ခုစီစဉ်ခဲ့တယ်။စင်အောက်မှာစိုက်ပျိုးရေးလုပ်ငန်းရှင်တွေအများကြီးထိုင်နေကြတယ်။သူတို့ကကျွန်တော်ကိုစင်မော်တက်ပြီးအတွေ့အကြုံမျှဝေခိုင်းတယ်။ကျွန်တော်ပြောလို့ပြီးသွားတဲ့အခါအလဲလက်ရွယ်အမျိုးသားတစ်ယောက်ကမတ်တက်ထရက်ပြီးမေးခွန်းထုတ်တယ်။တထေးဟန်အရင်တုန်းကသာခမားရဲ့ဦးလေးကခမားကိုပတ်စံတရားမျှတစွာခွဲပေးခဲ့မယ်ဆိုရင်ခမားကိုပိုင်ထွက်ပြီးလှုပ်ဖြစ်ပါဦးမလားတဲ့။ဒီလောက်မြန်မြန်တော့ထွက်လာဖြစ်မှာမဟုတ်ဘူး။ဒါပေမဲ့အနှင်းနဲ့အမြန်တော့ထွက်လာဖြစ်မှာပါ။
ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်လိုချင်တာငွေတက်တက်မဟုတ်လို့ပါကိုပိုင်စီးမြင့်စည်းကမ်းတွေနဲ့စိုက်ပျိုးရေးလုပ်ချင်တာတကယ်အလုပ်လုပ်တဲ့သူတွေစံချိန်စံညွှန်းကိုတကယ်လိုက်နာတဲ့သူတွေဒါသူတို့ရတဲ့ရထိုက်တဲ့ငွေကြေးကိုရစေချင်တာစိုက်ပျိုးရေးဆိုတာဘယ်သူမှမဆိုလုပ်တတ်ပါတယ်ဆိုပြီးအထင်သေးခံရတဲ့အလုပ်မျိုးဆက်မဖြစ်စေချင်လို့ပါလို့ပြန်ဖြေခဲ့တယ်ဦးလေးကျွန်တော်ရှိကိုနောက်ဆုံးအကြိမ်ရောက်လာတာကတော့တတိယနှစ်ຫນွေဦးပေါက်မှာပါအဲ့ဒီနေ့ကခြံမှာအများပြည်သူလေ့လာနိုင်တဲ့နေ့တစ်နေ့လုပ်နေတာပါကျောင်းကကလေးတွေလာရောက်လေ့လာကြတယ်ကလေးတွေကအုတ်ထုပ်လေးတွေစောင်းပြီးခြံထဲမှာစောင်းကြောင်ထိုင်ကခရမ်းကျင်သီးလေးတွေကိုကြည့်နေကြတယ်လင်ဝမ်ကသူတို့ကိုအရွက်တွေပန်းပွင့်တွေအသီးတွေအကြောင်းရှင်းပြပေးနေတယ်ကျွန်တော်ကလည်းဘေးကနေပြီးလက်ဆက်တဲ့ဟင်းသီးဟင်းရွက်တွေကိုဘယ်လိုခွဲခြားရမလဲဆိုတာသင်ပေးနေတယ်ကလေးတွေကတစားစားနဲ့မေးခွန်းတွေတရက်ဆက်မေးနေကြတယ်ဦးခရမ်းကျင်သီးကဘာလို့တချို့ကအစိမ်းရောင်ဖြစ်နေတာလဲဦးဟင်းသီးဟင်းရွက်တွေကလည်းရေတောက်ရလားဦးပိုးကောင်တွေအားလုံးကစိုးတာလားတဲ့ကျွန်တော်လည်းတစ်ခုချင်းစီတေချာလိုက်ဖြေပေးနေတယ်အဲ့ဒီအချိန်မှာအဝေးကလမ်းဘေးမှာရက်နေတဲ့ဦးလေးကိုကျွန်တော်လှမ်းမြင်လိုက်ရတယ်သူကအင်ကြီးအဟောင်းကြီးကိုဝတ်ထားပြီးခါးကလည်းနည်းနည်းကိုင်းနေတယ်အနားကိုလည်းကပ်မလာပဲအဝေးကနေပဲလှမ်းကြည့်နေတယ်ဦးလေးလို့ကျွန်တော်ခေါ်လိုက်မိပါတယ်ဦးလေးကကျွန်တော်ကိုမင်းတကယ်ကောင်းအောင်လုပ်နိုင်ခဲ့တယ်လို့ပြောတယ်ကျွန်တော်ကဒါကအားလုံးဝိုင်းလုပ်ကြလို့ပါလို့ပြန်ဖြေတော့မင်းကအရင်တိုင်းပဲအောင်မြင်မှုဆိုအမြဲတမ်းတခြားသူတွေကိုခွဲဝေပေးတတ်တယ်လို့သူကဆက်ပြောတယ်ပြီးတော့သူကစာရွက်တရွက်ကိုကမ်းပေးရင်ဒါကမင်းတို့မိသားစုကိုငါပြန်ပေးရမယ့်အရာပဲလို့ပြောတယ်ကျွန်တော်ကဒါပါလဲလို့မေးလိုက်တဲ့အခါအရင်တုန်းကမင်းအဖေငါ့ကိုပို့ပေးခဲ့တဲ့ငွေတွေလေအဲ့ဒီတုန်းကသူပို့ပေးမှန်းငါအသေးချာသိနေခဲ့ပေမဲ့နောက်ပိုင်းမှာငါကငွေချေးတဲ့ကိစ္စကိုအကြောင်းပြပြီးမင်းတို့ကိုအမြဲတမ်းဖိအားပေးခဲ့တယ်အခုပြန်စဉ်းစားကြည့်တော့ငါတကယ်ကိုလူမဆန်ခဲ့ပါလားလို့သူကဝန်ခံတယ်ဒီငွေကိုကျွန်တော်အဖေစီပေးလိုက်ပါမယ်လို့ကျွန်တော်ပြောလိုက်တယ်ဦးလေးကဆက်ပြီးဟန်လေးလဲအပြင်မှာအဆင်ပြေနေပါတယ်အကျွေးဆက်ဖို့အတွက်လစဉ်ငွေတွေပြန်ပို့ပေးနေတယ်သူကနောက်ဆိုရင်မင်းစီမှာစိုက်ပျိုးရေးပြန်တင်ကျင်သေးတယ်လို့ပြောတယ်လို့ဆိုတယ်ကျွန်တော်ကသူအကျွေးတွေအကုန်ဆက်ပြီးတဲ့အထိစောင့်ပါဦးလို့ကျွန်တော်သူ့ကိုပြောထားပြီးသားပါလို့ပြန်ဖြေတော့ဦးလေးကဒါကဖြစ်တင်တာပါပဲရှောင်းရဲငါဘဝကတော့လောဘကြောင့်ပျက်စီးသွားခဲ့ပြီအမြဲတမ်းငွေတွေအကုန်လုံးငါပဲရတင်တယ်မျက်နှာပန်းလာတာတွေအကုန်လုံးငါပဲဖြစ်တင်တယ်လူတိုင်းကငါစကားကိုပဲနားထောင်တင်တယ်လို့ထင်ခဲ့မိတာနောက်ဆုံးရလက်ကတော့ဘာတစ်ခုမှမကြံခဲ့တော့ဘူးလေမင်းကြိုးစားဆက်လုပ်ပါငါလိုတော့မဖြစ်စေနဲ့လို့ပြောပြီးသူလက်ထွက်သွားခဲ့တယ်ဒီတစ်ချိန်မှာတော့ကျွန်တော်ရင်ထဲမှာမုန်းတိမှုတွေမရှိတော့ပါဘူးຫນွေဦးလေပြေထဲမှာရရင်တဖြည်းဖြည်းဝေးကွာသွားတဲ့သူ့ရဲ့ကြောပြင်ကိုပဲနေကြည့်နေမိခဲ့တယ်အဲ့ဒီနှစ်ကုန်ပိုင်းမှာတမတ်ဝါရမအဖွဲ့ရဲ့အမျက်ဝေစုခွဲဝေပွဲလုပ်ခဲ့တယ်ကျွန်တော်ပူပေါင်းပါဝင်တဲ့တောင်သူတွေအားလုံးကိုတောင်ထဲခေါ်လိုက်ပြီးစရင်စရာတွေကိုနိုင်ရန်ပေါ်မှာ projector နဲ့ထိုးပြလိုက်တယ်ဝင်ငွေဘလောက်ကုန်ကျစရိတ်ဘလောက်ဆိုတာကိုတစ်ချက်ချင်းစီရှင်းရှင်းလင်းလင်းပြသခဲ့တယ်အမျက်ဝေစုတွေပေးဝေနေချိန်မှာဘေးမှာထိုင်နေတဲ့ကျွန်တော်အဖေနဲ့အမေရဲ့မျက်လုံးတွေထဲမှာဂုဏ်ယူမှုတွေအပြည့်ပါပဲလင်ဝမ်ကလည်းကျွန်တော်လက်ကိုဖွားဖွားလေးစုပ်ကင်ထားတယ်အားလုံးကိုကြည့်နေရင်းနဲ့အရင်တုန်းကဦးလေးပြောခဲ့ဘူးတဲ့မင်းကဟင်းသီးဟင်းရွက်စိုက်ရုံတက်တက်ပဲမဟုတ်လားကျေးလက်မှာဟင်းသီးဟင်းရွက်မစိုက်တတ်တဲ့သူဘယ်သူရှိလို့လဲဆိုတဲ့စကားကိုရုတ်တရက်သတိရမိတယ်ဟုတ်ပါတယ်လူတော်တော်များများဟင်းသီးဟင်းရွက်စိုက်တတ်ကြပါတယ်ဒါပေမဲ့လူတိုင်းကစရင်စရာတွေကိုတေချာတွက်ချက်ဖို့ဆန္ဒမရှိကြဘူးလူတိုင်းကစရင်တွေကိုရှင်းရှင်းလင်းလင်းဖြစ်အောင်မလုပ်ချင်ကြဘူးလှည့်စားလို့ရတဲ့အချိန်မျိုးမှာမလှည့်စားဖို့ရွေးချယ်နိုင်တဲ့သူဆိုတာလည်းလူတိုင်းမဟုတ်ပါဘူးဒီတစ်နှစ်လုံးပင်ပန်းသွားကြပြီနောက်နှစ်မှာလည်းကျွန်တော်တို့ဆက်ပြီးတေချာစိုက်ပျိုးကြမယ်လို့ကျွန်တော်ပြောလိုက်တယ်နောက်ပိုင်းမှာဟန်လီဟာအကျွေးတချို့ကိုဆက်ပြီးသွားတဲ့အခါစိုက်ပျိုးရေးတင်ဖို့ကျွန်တော်စီတကယ်ရောက်လာခဲ့တယ်သူကကြောပိုးအိတ်ကိုလွယ်ပြီးခြံတကားဝမှာခေါင်းလေးငုံကရက်နေတယ်အကိုကျွန်တော်အခြေခံအကျဆုံးကနေစပြီးလုပ်ချင်ပါတယ်လို့သူကပြောတယ်ကျွန်တော်ကပင်ပန်းတဲ့တံကိုခံနိုင်မလားလို့မေးတော့ခံနိုင်ပါတယ်တဲ့စီကန်းတွေကိုရောလိုက်နာနိုင်မလားဆိုတော့လိုက်နာနိုင်ပါတယ်တဲ့တခြားသူတွေကမင်းကိုအုပ်ချုပ်တာကိုရောလက်ခံနိုင်မလားလို့မေးတော့လက်ခံနိုင်ပါတယ်လို့သူကဖြေတယ်9နှစ်ကြာပြီးနောက်မှာတော့ကျွန်တော်ကိုဟန်ရဲခမရအကျေးဇူးတင်ဆုံးသူကဘယ်သူလဲလို့အမေးခံရတဲ့အခါအဲ့ဒီငွေတသိန်းကိုကျေးဇူးတင်ပါတယ်လို့ကျွန်တော်ဖြေခဲ့တယ်အဲ့ဒီငွေတသိန်းသာမရှိခဲ့ရင်ကျွန်တော်အခုချိန်ထိသူများတဲ့ထဲမှာကိုတက်တည်ပြဖို့စူးစမ်းနေရလို့ဖြစ်မှာပါဒါပေမဲ့အဲ့ဒီငွေကကျွန်တော်ရဲ့နောက်ဆုံးမျှော်လင့်ချက်လေးကိုဖျက်တောက်လိုက်ပြီးလူဆိုတာတခြားသူတွေကတရားမျှတမှုပေးလာမယ့်အချိန်ကိုထိုင်ဆောင်နေလို့မရဘူးတရားမျှတမှုနဲ့ထိုက်တန်တဲ့လမ်းတလမ်းကိုကိုယ်တိုင်ဖောက်ရမယ်ဆိုတာကိုနားလည်သွားစေခဲ့တယ်တနေ့တော့ကလေးလေးကဒီဟင်းသီးဟင်းရွက်တွေကိုနောက်ဆိုဘယ်ပို့မှလဲဟင်းလို့မေးတယ်ကျွန်တော်ကကျောင်းတွေဆေးရုံတွေစူပါမားကတ်တွေကိုပို့မှာပေါ့လူတော်တော်များများရဲ့ထမင်းစပွဲပေါ်ကိုရောက်သွားမှလို့ဖြေလိုက်တယ်ကလေးလေးကဒါဆိုသမီးတို့တေချာဆိုင်ရမှာပေါ့နော်လို့ပြောတော့ကျွန်တော်နဲ့လင်ဝမ်ကပြုံးပြီးဟုတ်တယ်တေချာဆိုင်ရမယ်လို့ထောက်ခံလိုက်တယ်ကျွန်တော်ရဲ့နောက်ကျောဘက်မှာတော့ကျွန်တော်ရဲ့ခြံကြီးရှိတယ်ဒါဟာကျွန်တော်ကိုယ်တိုင်ရှောက်ခဲ့တဲ့လမ်းပါပဲဒီတစ်ချိန်မှာတော့ဘသူကမှကျွန်တော်ကိုမောင်းထုတ်လို့မရတော့ပါဘူးဘာဖြစ်လို့လဲဆိုတော့ကျွန်တော်ရဲ့အမြင့်တွေဟာဒီမြေကြီးရဲ့အနက်ရှိုင်းဆုံးအစိပ်ပိုင်းထိဆွဲဝင်နေပြီဖြစ်လို့ပါပဲ